Dhammo Havuri Rakati Dhamma Sariတရားဆောင်တဲ့ပုဂ္ဂိုလ်ကိုတရားကပြန်ပြီးတော့စောင့်ရှောက်တယ်ဆိုတာကြားဘူးလားကောင်းပြီဒါဖြင့်အခုတော်ကောင်းတို့ဦးဇင်းတို့တွေလူဘဝကိုဘယ်သူပို့လို့ရောက်လာကြားတော့ကြားဘူးတယ်ဓမ္မောဟဝေရခတိဓမ္မစာရိတရားဆောင်တဲ့လူကိုတရားကပြန်ပြီးစောင့်ရှောက်တယ်ကြားဘူးလားကြားဘူးတယ်ကောင်းတာလို့ရင်ကောင်းကျိုးပေးမယ်ကောင်းတာဖြစ်မယ်လို့မပြောနဲ့ကောင်းကျိုးပေးမယ်လို့ပြောကောင်းတာလို့ရင်မကောင်းတာလို့ရင်ယုံလားအကျိုးဆိုတာကနော်အကြောင်းရှိလို့အကျိုးလာဒီနေရာမှာကောင်းတာလုပ်လို့ကောင်းကျိုးပေးတယ်မကောင်းတာလုပ်လို့မကောင်းကျိုးပေးတယ်ဘယ်အချိန်ပေးမှာလဲအကြောင်းညီညွတ်တဲ့အချိန်နော်အခုသူတော်ကောင်းတို့လောကမှာတတ္တဝါတွေအားလုံးဟာတရားဆောင်ရာသွားနေရတယ်တရားဆောင်တဲ့အတိုင်းအကျိုးကျေးဇူးတွေခံစားနေရတယ်ဆိုတာမသိကြဘူးလားသိကြပါဗျာဒါခင်ဗျားတို့ဖြေလို့လွယ်အောင်မေးလိုက်တာမသိကြဘူးလားဆိုတာနော်အသိကြတယ်ဆိုရင်ဒီနေ့လူဘဝပဲဘယ်သူကြောင့်ရောက်လာတာလဲကံဆိုတာလူဖြစ်ကြောင်းတရားပေါ့နော်အခုအကြောင်းအကျိုးဟာသူ့အကြောင်းညီညွတ်တဲ့အချိန်ဆိုတော့အခုတရားနာမလို့အကုန်စုဝေးပြီးတော့အခင်းကျင်းနေပြင်ဆင်ပြီးတဲ့အချိန်ဘုန်းကြီးကြွအောင်သူကစောင့်နေသေးတယ်ဘာလို့ဆိုတော့ဘုန်းကြီးကြွလာမှလေရောမိုးရောချတဲ့ဘာဖြစ်လို့လဲအဲ့ဒါပြုခဲ့တဲ့အကြောင်းတရားခမည်းတော်နဲ့ကျုပ်နဲ့အတူတူဖြစ်နေတာအဲ့တော့မနေ့ကတော့ကျုပ်မပါဘူးနော်အဲ့ခမည်းတော်လည်းမပါဘူးဒီနေ့ဒီလူတွေလည်းစုမိရောနော်အဲ့အကြောင်းညီညွတ်တဲ့အချိန်ဆိုတာနော်ဒါလေးသဘောပေါက်စေချင်တာဟာစောစောတုန်းကအကောင်ဖေဘာမှမဖြစ်ဘူးမနေ့ကမိုးရဲလေတဲ့ရောက်ပြီးမိုးလေဝသကလည်းကြီးညာထားပြီးဒီ9ရက်အတွင်းမှာလေပြင်းမိုးတိုင်းနဲ့မိုးရွာလိမ့်မယ်လို့ပြောရတဲ့နဲ့ဘာဖြစ်လို့ခင်ဗျားတို့ကမိုက်မဲဒီနေရာပဲပြန်စီစဉ်ရသလိုဆိုတော့မဟုတ်ဘူးဗျာအစောကအကောင်ဟုတ်တယ်တို့ကိုစောင့်နေတာဟမ်အဲ့တော့ဒီနေရာမှာဦးဇင်းကလောကမှာဘာပဲကြုံတရားကိုမမေ့ဘူးလို့အကြောင်းကောင်းမှအကြောင်းမကောင်းရင်ဒါပေမဲ့အဲ့လိုအကြောင်းအကျိုးတရားတွေကိုတို့တွေအတိတ်တုန်းကဆိုတာနောက်မှအကျယ်ချဲ့မယ်လောလောဆယ်တော့အတိတ်ဘဝလိုပဲဆိုကြပါစို့အတိတ်တုန်းကအဲ့ဒီလိုအကြောင်းအကျိုးအကောင်းဆိုးကိုသိခဲ့ကြသလားမသိခဲ့ကြဘူးလားမသိတာကအဝိဇ္ဇာပစ္စယအဝိဇ္ဇာဆိုတာပြုတ်လို့တာအဝိဇ္ဇာဆိုတာမသိတာအဝိဇ္ဇာဆိုတာဘာမသိတာလဲဆိုတော့ကုသိုလ်မှလည်းမသိဘူးအကုသိုလ်မှလည်းအကြောင်းမှလည်းမသိဘူးအခုလိုမျိုးဆိုမိုးရွာနေဆိုဒီမိုးကတော့မိုးဆဲမယ်လေတက်ရင်လေဆဲမယ်ခုနေတော့ဗမာပြည်သူပြည်သားတွေလုံးလို့မီးပြက်မီးဆဲกว่าနော်အကြောင်းရင်းအမှန်ကိုဘာမှမရှာဘူးနော်အဲ့တော့ရေကြီးလာလဲမင်းမကောင်းလို့ကွာမိုးရွာလဲမင်းမကောင်းလို့ကွာဘယ်မင်းမကောင်းတယ်မှလည်းမသိဘူးဖြက်စီးခဲ့တာတမင်းခံရတော့တမင်းနော်အဲ့တော့အကြောင်းအကျိုးကိုဘာမှဂဂနနမဝေဖန်တတ်ရင်ကိုတရားဟောလာတော့လေဘုန်းကြီးလာမှတော့အဲ့ဘုန်းကြီးလာရင်မိုးပါလာတာ
နော်ဖြစ်တတ်တယ်ဒါပေမဲ့ဦးဇင်းတို့ကဗုဒ္ဓရဲ့တပည့်သားတာဝကတွေမှန်ရင်တရားကိုမှန်မှန်ကန်ကန်သိထားဖို့လိုတယ်ခုမင်းတို့ပြောတော့တရားဆောင်တဲ့လူကိုတရားပြန်ဆောင်းလျှောက်တယ်ငါမေးတယ်လူဘဝဘယ်သူပို့လိုက်တာတော့ဘယ်သူကြောင့်ရောက်တာတော့မပြောတတ်ဘူးတကယ်တော့လူဘဝရောက်လာတယ်ဆိုတာလူဖြစ်ကြောင်းတရားလုပ်ခဲ့လို့လူဖြစ်တာလူဖြစ်ကြောင်းနော်လူဘဝကိုရောက်ကြောင်းတရားမလုပ်ဖဲနဲ့လူဘဝရမလားမရပါဘူးတိရစ္ဆာန်ဘဝဘယ်သူပို့တိရစ္ဆာန်ဖြစ်ကြောင်းတရားတိရစ္ဆာန်ဖြစ်မဲ့တရားကိုလုပ်လို့တိရစ္ဆာန်ဖြစ်တာနတ်ပြည်ဘယ်သူပို့လို့နတ်ပြည်ရောက်ကြောင်းတရားဓမ္မဆိုတာကိုနားလည်စေချင်တာအကြောင်းတရားနဲ့အကြောင်းရှိရင်အဲ့တော့ဟောဒီအဝိဇ္ဇာဆိုတာသူကအကောင်းဆိုးအကြောင်းအကျိုးအမှားမှန်ကိုမသိတာအဝိဇ္ဇာအဲ့တော့မသိခြင်းကြောင့်အဝိဇ္ဇာပစ္စယသင်္ခါရဆိုတော့ကာယကံဝစီကံမနောကံမလုပ်ဘူးလားလုပ်တော့ကုသိုလ်မှလည်းမသိအကြောင်းတရားမှလည်းမသိမှားမှလည်းမသိအဲ့ဒါလိုလှုပ်လာခဲ့တဲ့ခါကျတော့အခုအဲ့ဒီပြစ်ဒဏ်တွေကိုခံလာရခံရတာကိုယ်အကြောင်းကျိုးမမြင်တဲ့ပုဂ္ဂိုလ်ဆိုတော့လောလောဆယ်ဖြစ်နေတဲ့ပြဿနာကိုလှည့်ပြီးအပြစ်တင်ဟိုလူမကောင်းလို့ဒီလူမကောင်းလို့ဟမ်ခုဒီတဲ့ဆိုငါနဲ့အသက်မသိမရေးနေများပါတယ်အဲ့တော့အားလုံးကခေတ်ဆိုးစနစ်ဆိုးမင်းဆိုးမင်းညစ်လက်ထဲမှာနေခဲ့ရတဲ့လူကြီးပဲနော်ခုမှခေတ်ကကောင်းမလို့ကြံငါရှိသေးတယ်ကောင်းတာမဟုတ်သေးဘူးနော်ကြံငါရှိသေးတယ်ခေတ်ဆိုးခေတ်ပြက်ခေတ်ယုံမှာလူယုံမှာတွေလက်အောက်မှာမင်းတို့ငါတို့နေခဲ့ရတယ်ဘာဖြစ်လို့အကြောင်းမကောင်းလို့အကြောင်းမကောင်းလို့အဲ့ဒီအကြောင်းဆိုတဲ့နေရာမှာခုတော်ကောင်းတို့ပြုခဲ့တဲ့ကံ၅ပါးစောင့်ထင်းရမယ်ကံ၅ပါးသူသက်တတ်ခြင်းသူဥစ္စာခိုးခြင်းသူများသားမယားပြစ်မှားခြင်းမှုသားပြောခြင်းသေရသေရတောက်ခြင်းဆိုတဲ့ကံ၅ပါးမရှိဘူးလားရှိပါပါဗျာအဲ့ဒီကံ၅ပါးကျူးလွန်ခဲ့တဲ့အပြစ်ကံကျွင်းကံစားတွေအားလုံးအတူတူရှိနေလို့ဒီလူယုံမာတွေလက်ထဲမှာနှစ်ရာစုနှစ်တဝက်54နှစ်တော်တော်ညံ့နေဗမာလူမျိုးတွေဒီနေ့ထိတောင်မလွတ်ချင်သေးဘူးဒီနေ့တော့ဦးကြောင်ကြားကောင်တွေအများကြီးရှိသေးတယ်သဘောပါတယ်နော်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့အကြောင်းအကျိုးကိုကောင်းကောင်းနားမလည်ကြတဲ့အခါကျတော့အဲ့ဒီဥပမာသူများအသက်တတ်တဲ့အပြည့်တတ်တာဘာဖြစ်တော့ဘာမှဖြစ်ပါဘူးတတ်ငရဲသွားမှာပေါ့ငရဲသွားယုံနဲ့ပြီးသွားရင်သူ့မင်္ဂလာလည်းမကြောက်ဘူးအကျိုးရင်းကငရဲသွားမယ်ပြန်ဆက်လာရင်ဖြစ်လျာဘဝမှာအသက်တူမယ်ရန်သူပေါ်မယ်အနာယောဂများမယ်ကိုလှုပ်ချင်တဲ့အလုပ်ကိုအနှောက်အယှက်မျိုးစုံဝင်မယ်ဒီနေ့နင်တို့တရားနာပွဲပြစ်တာဒါပဲဟောကံရင်းကံဘွားရှိတယ်အကျိုးရင်းအကျိုးဘွားရှိတယ်အကျိုးရင်းကငရဲခုတတ်လာလူတတ်လို့ထောင်ကြပြီးချဘာဖြစ်လို့ကိုတတ်ချင်တဲ့လူတတ်လိုက်ရဖို့အရေးကြီးတယ်ဟိုငါကိုတတ်ချင်တဲ့လူကိုတော်တော်များနေတာအမုန်းကိုခြေပြစ်ရှင်နေတာနော်ဒါပေမဲ့တတ်ပြီးလို့ဒီလုတ်ပြီးသွားသလားထောင်ထွက်လာတော့ထောင်ထွက်ကြီးသူကလူသားမှုနဲ့ထောင်ကြတာလေဟမ်သူများအပေါင်းအသင်းမလုပ်ချင်းအယုံကြည်မရှိအနောက်ရှက်များရန်သူပေါ်ဟုတ်လားအေးအကျိုးရင်အကျိုးပွားဆိုတာခင်ဗျားတို့ဒါကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့စကားတစ်ခွန်းလူတွေဟာတဲ့ကုသိုလ်အကုသိုလ်နဲ့ကုသိုလ်အကျိုးအကုသိုလ်အကျိုးငါသိသလောက်သိရင်ဒီလိုအကုသိုလ်နည်းနည်းမှလုပ်ရဲမှာမဟုတ်ဘူးတဲ့စိတ်နဲ့တော့ကြံရဲမှာမဟုတ်ဘူးတဲ့သဘောပါလားဘာလို့အခုအကျိုးဆက်တွေခုငါတို့ကောင်းတာလုပ်ကြမှာပဲအခုဒီတရားပွဲကြီးကိုတရားပွဲဆိုတာတရားနာတဲ့အလုပ်ဆိုတာမကောင်းတဲ့အလုပ်လားကောင်းတဲ့အလုပ်အမတန်ကုသိုလ်ရတဲ့အလုပ်အမတန်အကျိုးများတဲ့အလုပ်အမတန်တန်ဖိုးရှိတဲ့အလုပ်အလွန်မြင့်မြတ်တဲ့အလုပ်ကိုလုပ်မှာကဲအဲ့လုပ်ကြီးဖြည့်စည်းခံရတယ်ဟမ်လူကပိတ်ပိတ်လူကမပိတ်တော့ဘုန်းကြီးကပိတ်နော်ဘုန်းကြီးကမပိတ်တော့မိုးကပိတ်တယ်ဗျာဟမ်ဘယ်သူကြောင့်လို့အကြောင်းမကောင်းတာခင်ဗျားတို့ကျုပ်တို့အတူပြုခဲ့တဲ့အကြောင်းတရားမကောင်းတာအဲ့တော့ဒီမှာအဝိဇ္ဇာဆိုတာအတိတ်ဘဝကိုသွားမတွက်နဲ့အခုနင်တို့ဒီအရွယ်ရောက်လာပြီအားလုံးကိုယ်အရွယ်နဲ့ကိုယ်ဒီမှာ50ကျော်60ကျော်အရွယ်အသီးသီးမရှိဘူးလားရှိပါပါဗျာအဲ့တော့မွေးကလေးကရင်ဒီအရွယ်ထိနင်တို့ကာယကံပေါင်းဘယ်လောက်လုပ်ပြီးပြီလဲရည်နိုင်သလား
ဝစီကံရောမနောကံရောအဲ့ဒီကံ၃ပါးမလုတ်ခင်များငါလုတ်တဲ့ကံဟာကုသိုလ်ဖြစ်မလားအကုသိုလ်ဖြစ်မလားလို့စီစစ်ပြီးမှဘယ်နှခါလောက်လုတ်ဘူးသာဓုဗျာသာဓုတစ်ခါမှမလုတ်ဘူးတဲ့သူတော်ကောင်းတွေကျေးဇူးရှင်တွေအတိတ်ဆိုတာခင်ဗျားတို့အတိတ်ဘဝသွားမကြည့်နဲ့အခုဒီဘဝမှာကိုပြီးခဲ့တဲ့အချိန်အကုန်လုံးကထင်ရဆိုင်လာတာကုသိုလ်မှလည်းမသိအကြောင်းအကျိုးမှန်သိသလားပြောချင်ရပြောထည့်ပလိုက်တာပြောပြီးတာပဲဟင်လှုပ်ချင်ရလှုပ်ပလိုက်တာပဲဘာမှဆင်ခြင်မနေဘူးပြီးမှမှားပါလေ sorry ကွာမ sorry ချင်လဲမတောင်းပါဘူးမင်းမလှုပ်ချင်လို့ကဲလားဆိုကုသိုလ်မှလည်းမသိအဲ့တော့ဒီမှာအကြောင်းကျိုးဆိုတာအဝိဇ္ဇာဆိုတာအတိတ်ဘဝလို့ကြီးရည်မှန်းမနေနဲ့မင်းတို့သတိလက်လွတ်အချိန်လုံနေတဲ့အချိန်တိုင်းဘယ်သူဥသိထားတာအဝိဇ္ဇာပစ္စယသင်္ခါရဆိုတော့ယမ်းလို့တော့ကုသိုလ်ဖြစ်ခြင်းလဲဖြစ်သွားတာအကုသိုလ်ဖြစ်ခြင်းလဲဆိုတာကုသိုလ်အကုသိုလ်ဆိုတော့ဟာမနေ့ကလေတွေတိုက်နေတဲ့ဘုန်းကြီးတရားဟောလို့မရတော့ဘူးငါဘုန်းကြီးမကြွခဲ့နဲ့တော့ဟေးမသွားရတော့ဘူးတဲ့ပြောလိုက်တာကုသိုလ်လားအကုသိုလ်အကုသိုလ်တရားပွဲပြတ်တာပြောနေတယ်အကုသိုလ်ဗျအဲ့ဒါဘာမှမလုပ်လိုက်ရပဲအကုသိုလ်ဖြစ်သွားတာရှင်းလားအော်စိတ်မကောင်းလိုက်တာနော်အလုံးကုသိုလ်ဖြစ်ရမယ်အရေးတွေဖြစ်ကိုဒုက္ခရောက်ကုန်ပြီကျမ်းမှာချမ်းသာကြပါစေဟောဖြစ်တော့ခုနကြားတဲ့သတင်းလေးတစ်ခုတည်းနဲ့ဟုတ်ကလားတရားပွဲပြတ်တာပြောနေတယ်နဲ့ဆိုတိတ်တဲ့ကြီးတဲ့အကုသိုလ်မရှိဘူးဗျဟိုပိတ်တဲ့လူတွေရဲ့အကုသိုလ်နဲ့နင်လန်းကလားပဲသဘောပါသလားအဲ့တော့အကြောင်းကျိုးဆိုတာဒီအဝိဇ္ဇာမသိချင်းလွှမ်းမိုးထားရင်ကုသိုလ်မှလည်းမသိရမ်းလုတ်ခဲ့ကြတဲ့အကြောင်းတရားတွေမရှိဘူးလားရှိတော့သင်္ခါရပစ္စယဝိညာဏဆိုဒီဘဝပရိသေတွေဝိညာဉ်ကိုဘယ်သူပို့တာသင်္ခါရဆိုတဲ့အတိတ်ကံဒါပေမဲ့အဲ့ဒီသင်္ခါရတယောက်တည်းနဲ့စွမ်းသလားဘယ်သူရှိသေးတော့ဝိဇ္ဇာဆိုတာဒီမှာကိလေသာကလည်းသူတယောက်တည်းနေတာမဟုတ်ဒီမှာကြိုးတန်းလန်းနေဒီမှာဆရာတော်ကြီးကဒီကြိုးကိုအလကားထည့်ထားတာမဟုတ်ဘူးဒါကြိုးအဝိဇ္ဇာရှိရင်နောက်ကဘယ်သူရှိတော့တဏှာနဲ့အဲ့တော့အဝိဇ္ဇာသည်ကိလေသာဖြစ်ခြင်းကြောင့်အပေါင်းဖော်မရှိဘူးလားရှိပါရဲ့ဗျာအဝိဇ္ဇာရှိရင်တဏှာဥပါဒံရှိသလိုသင်္ခါရလာရင်ကမ္မဘဝပါပြီးသားအခုနေတိုင်းကာယကံဝစီကံမနောကံမလုပ်ဘူးလားလုပ်ပါရဲ့ဗျာအဲ့ဒီယခုပြစ္ဆုတ်ပံကာယကံဝစီကံမနောကံကိုလုံနိုင်အောင်ပံ့ပိုးပေးထားတာကသင်္ခါရအတိတ်ကံကောမှီပြီးတော့မှပြစ္ဆုတ်ပံကံနေလုံနေကြတာပြန်ပြောဟုတ်ပြီနော်ဒါဖြင့်အခုခင်ဗျားတို့လူဖြစ်လာတာပြစ္ဆုတ်ပံကံကြောင့်လားအတိတ်ကံကြောင့်လူဘဝကြောင့်အတိတ်ကံရပြီဒါပေမဲ့လူပိတာရေးမပိတာရေးရပြစ္ဆုတ်ပံကံသဘောပါလားအမီးမပါဂျိုမပါမွေးလာတိုင်းလူဖြစ်တယ်မထင်နဲ့ဟင်လူမေလူဖေကမွေးတိုင်းလူဖြစ်သလားဖြစ်ပါဘူးလူမေလူဖေကမွေးပြီးလူလိုမသိတဲ့ကောင်တွေတပုံကြီးအဲ့ဒီကောင်တွေကြောင့်တိုင်းပြည်တောင်ပြတ်သွားပြီမြင်ဘူးလားအဲ့လိုတိုင်းပြည်မျိုးဟမ်လူလိုမသိတဲ့ကောင်တွေကြောင့်တိုင်းပြည်တစ်ခုလုံးပြည့်စည်သွားတာအခုနင်တို့ရာသီဥတုဖောက်ပြန်တဲ့ဒဏ်တွေခံနေရတယ်ဘယ်သူကြောင့်ထင်လို့အဲ့လူလိုမသိတဲ့ကောင်တွေကြောင့်လူစိတ်မရှိတဲ့ကောင်တွေလူလိုအသိမရှိတဲ့ကောင်တွေမြင်ဘူးလားအဲ့တိုင်းပြည်မျိုးမြင်လို့မရောငါရှင်းမပြတော့နော်အကြောင်းကောင်းမှအကြောင်းမှန်မှအဲ့တော့အခုဝိညာဉ်ပရိသေတွေဝိညာဉ်ဆိုပြီးလူဘဝမရဘူးလားရလာတာလူဘဝသည်အလိုလိုရလာတာအတိတ်ကအကြောင်းကြောင့်လားကံတစ်ခုတည်းမပြောနဲ့နော်ကံတစ်ခုတည်းသွားပြောရင်နောက်ကကောင်တွေကညီနေလိမ့်မယ်နော်ကံကခိုင်းတာလောက်ရတာခိုင်းတာကိလေသာနော်အဲ့တော့မင်းတို့ကအခိုင်းခံရတဲ့လူကိုပြဿနာရှာနေတယ်ခိုင်းတဲ့လူကိုပြဿနာမရှာဘူးတကယ်အရေးကြီးတာကအခိုင်းခံရတဲ့လူလားခိုင်းတဲ့လူလားမင်းတို့ငါတို့ကဘာနဲ့တူလုံးဆိုတော့ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးပြောသလိုပဲခွေးကိုခဲနဲ့ပြစ်တော့ခွေးကဘာလိုက်ကြိုက်ခဲလိုက်ကြိုက်တယ်ပြီးမလားမပြီးဘူးတကယ်တည်းခံကခဲလားဘယ်သူတို့ပြစ်တဲ့လူဒါဖြင့်ဘယ်သူလိုက်ဖမ်းရမှာ
အခုနေတော့ကံကြီးလွှဲချနေတာကံမကောင်းလို့ဟမ်ကံမကောင်းညလို့မကောင်းတာလားကိလေသာရှိလို့မကောင်းတာသဘောပါသလားအဲ့တော့အတိတ်ကကိလေသာဝတ်နဲ့ကိလေသာရှိခဲ့တော့ဘယ်သူလုပ်ခဲ့တယ်သင်္ခါရဆိုတဲ့ကံမလုပ်ခဲ့ဘူးလားကံလုပ်တော့အခုဝိပါကဝတ်ကောင်းကြီးမရဘူးလားရတော့ဝิญဉ်ဆိုတရားနဲ့တရားပရိသေတွေဝิญဉ်လူပရိသေတွေဝิญဉ်တိရစ္ဆာန်ပရိသေဝิญဉ်နတ်ပရိသေတွေဝิญဉ်မရကြဘူးလားအဲ့တော့ဝิญဉ်တွေရလာတော့ဝิญဉာဏပစ္စယနာမရူပယုတ်တရားနံတရားတွေမရဘူးလားအဲ့တော့ယုံနာနေမှာလဲလူယုံနာနတ်ယုံနာခွေးယုံနာဆိုပြီးမရှိဘူးလားအဲ့လူရဲ့နတ်ရဲ့မြမရဲ့ဆိုပြီးယုံနာနေရလာတော့အဲ့ဒီယုံနာအကျိုးပေးတွေမှာအကျိုးပေးခြင်းတူသလားတူပါဘူးဗျာမတူရခြင်းကဘာမတူခဲ့လို့သင်္ခါရအကြောင်းတရားမတူခဲ့လို့အဲ့တော့အကြောင်းမတူခဲ့တဲ့အတွက်အကျိုးတူကောင်းပြီအဲ့တော့ဒီနေ့တို့တို့ချင်းချင်းနဲ့ပဲမင်းတို့မှတ်မိအောင်မြတ်ဒါနဆွမ်းလောင်းအသင်းကြီးကအမပြတ်ဆွမ်းနေလောင်းပြီးတော့ကုသိုလ်တွေပြုနေတဲ့အသင်းအခုလည်းတရားအလှတော်ပေးတဲ့အသင်းကြီးဖြစ်နေတော့အလှပေးခြင်းနဲ့ပတ်သက်တာကိုပဲဒီနေ့တူတူပြောပြီးတော့တို့နော်ဏိကုံးချုပ်ကြတာပေါ့ဟုတ်လားအဲ့ဒီမှာသူတော်ကောင်းအလှနဲ့မသူတော်အလှဆိုပြီး2မျိုးရှိတယ်ဗါလဲအဲ့ဒါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကသာဝတိပြည်စေတဝန်ကျောင်းတော်မှာဟောခဲ့တဲ့တရားအဲ့တော့နံပါတ်1မသူတော်အလှမှာသူယုတ်မာတို့ရဲ့အလှသည်1မယုံမသိပေးလူခြင်းဗါလဲလေအလှပေးတဲ့အခါမှာတရားစားကိုပဲပေးနော်နှိမ့်ချတဲ့ပြစ္ဆလက္ခနိုင်တဲ့စီနင်ပေးခြင်းမျိုးမပေးရဘူးအလူက14ခွေးလေးမကြံနဲ့ခွေးကြည့်တာဆိုရော့အင်းဒီလိုမရဒီလိုလုပ်ရင်ကုသိုလ်ဖြစ်မလားအကုသိုလ်ဖြစ်မလားကျွေးလိုက်တာတော့ကုသိုလ်သို့တော့ခုနကရိုင်းပြတဲ့မယုံမသိနော်ရိုင်းဆိုင်လုပ်ခဲ့တဲ့အပြစ်ကအကုသိုလ်သူအကျိုးပေးနေသူလားမခုခင်ဗျားတို့ထမင်းကိုဘဝကိုယက်တည်ဖို့အတွက်သမင်းတလုံးစားဖို့တောင်အညိုညင်ခံရတဲ့ဘဝမျိုးတွေရောမရှိဘူးလားအဆောင်မြောင်းခံရတယ်လှုပ်ဖို့ကင်မဲ့အချင်းချင်းနော်အတိုက်ခိုက်ခံရတယ်အဲ့ဒါဘာတွေလဲဆိုတော့အယိုးမယုံမသိပေးလူခဲ့တဲ့အပြစ်တွေအဲ့တော့မသူတော့သူယုတ်မာသည်အလှကိုမယုံမသိပေးလူတယ်ပြန်ပြောမယုံမသိနှစ်ကမြတ်နိုးတဲ့စိတ်မရှိပဲပေးလူတယ်တဲ့ဗါလဲလေပြီးရောနော်ပြစ္ဆလက္ခမြတ်နိုးတယုတယတန်တန်ရှင်းရှင်းအစာကျွေးမယ်ဆိုရင်လည်းခွေးလေးကျွေးတယ်ကစားတန်တန်ရှင်းရှင်းကျုံသလိုပြစ်ချမကျွေးလိုက်ဘူးမြတ်နိုးဆိုတာကိုအလုကိုလှုပ်တဲ့အလုကိုမြတ်နိုးစွာတန်မိုးထားပြီးတော့လှုပ်တဲ့အလုဆိုတော့အခုလှုပ်အလုလှုပ်တဲ့ဒုဒကာဓမ္မတွေရှိပါတယ်အိမ်ဆုံးမိတ်ကဘုန်းကြီးတွေဆုံးမိတ်ကပြီးတော့ဆုံးပွဲလေးလည်းပြင်ပြီးတော့သူကတော့ဗျာခအလုရှုပ်နေတာပေါ့လေဒကမကြီးတွေဆုံးကအောင်လားဆိုတော့ကတ်လိုက်တော့ပြီးတာပဲကတ်လိုက်ကိုရီလည်းရောက်သဟတတသဟတိကဒါနမွန်မြတ်နိုးကတ်လူရအောင်လို့ကုသိုလ်ရအောင်အပြည့်ဝရအောင်ခေါ်တာသူကတော့အလုံးရှုံနေတာအဲ့ဖုံးချီဆွတ်ကတ်တာသူနောက်ကပြင်တာစင်တာလောက်အရေးမကြီးဘူးသူလှုပ်ပေးလို့ကတ်နေသွားကတ်လိုက်တော့လူပြီးတာပဲတချို့လာလိုက်သေးတယ်မာတဲ့လူပြီးတာပဲဆိုတော့မျက်နှုံးမှုမရှိဘူးအဲ့ဒါကမတူတော်တွေရဲ့အလှတဲ့နံပါတ်3ကိုဒီလက်ရောက်မပေးလူခြင်းတဲ့ဗါလဲလေအဲ့တော့သဟတိကဒါနမလူရင်တော့ဒါအကျိုးဆက်ကတော့နောက်ပိုင်းကျတော့သူတော်ကောင်းအလှနဲ့တွဲပြီးတော့အကြောင်းအကျိုးတွေရှင်းပြမှာပေါ့အခုလွယ်လေးနားလည်အောင်ပြောရရင်အလှတော့လှုပ်တယ်ကိုယ်တိုင်မလှုပ်ဘူးဆိုရင်အကျိုးပေးတဲ့ခါကျတော့ကိုယ်တိုင်ခံစားရမှာဒါပဲအိမ်မှာစည်းစိမ်နေရှိတယ်စားနိုင်တောက်နိုင်တယ်စားလို့တောက်လို့မရတဲ့ဘဝဖြစ်တယ်အစားအသောက်ပေါ်မှာမနစ်သက်မခုံမင်းမตายရပဲနေရတယ်တိုက်ကြီးတွေအိမ်ကြီးတွေရှိတယ်ဒီတိုက်ကြီးတွေအိမ်ကြီးအမေရိကန်ဒါကြီးတွေမနေချင်ပါဘူးငါတဲလေးနဲ့ငါချမ်းသာတယ်
ဘာဖြစ်လို့သူကဒီတိုက်ကြီးနဲ့နေဖို့ကိုထိုက်တန်တဲ့ကိုရီးလက်ရောက်အလူမလူခဲ့တော့တိုက်အိမ်ပိုင်နေမနေရဘူးကဲရှင်းလားအဲ့တော့သဟတိကဆိုတာဒါအကြောင်းမဲ့ပြောနေတာမဟုတ်ဘူးကိုယ်တိုင်လူမှကိုယ်တိုင်အကျိုးရကိုရထားတဲ့စီးစိမ်ကိုမနှစ်မြို့မခုံမင်းမตาရပဲနဲ့ဒုက္ခရောက်နေတာတွေတပုံကြီးရှင်းမလားရှင်းပါတယ်ဗျာကောင်းပြီနံပါတ်3ပြီးတော့နံပါတ်4ပြတ်တောင်းပေးလူချင်းတဲ့ဗါလဲလေပြတ်တောင်းပေးလူချင်းပါဗျာစိတ်ကောင်းလေးဝင်တဲ့ချိန်ထလူလိုက်စိတ်ကောင်းမရှိတဲ့ချိန်လင်မယားလည်းရံဖြစ်နေတော့ဆုံးမလောင်းဘူးတဲ့ဘာလို့ဆိုတော့ဟိုလူကြီးနဲ့မတည့်လို့ဆုံးကိုထားမချက်ဘူးလေဟောဘုန်းကြီးတွေကငတ်ကိုဘောပါလားမြတ်ဒါနဆုံးလောင်းသိတော့သူတို့လူကြီးချင်းရံဖြစ်နေတာနဲ့ဆုံးမလောင်းပြစ်လိုက်ဘူးလေဟောလောင်းပါလေဗျာသဘောပါတယ်နော်ပြတ်တောင်းစိတ်ကူးပေါက်မှလူတယ်စိတ်ကူးမပေါက်ရင်မလူဘူးစိတ်ကြည်နေရင်လူလိုက်မကြည်တော့မကြည်သလိုချက်ပြုတ်ပြီးတော့ဖြစ်သလိုချက်ပေးတယ်ပဲတော့ရောကွာသပိတ်တွေတောင်ပေါက်တော့မှထဲနော်အဲ့လိုအလူမျိုးတွေရောမရှိဘူးလားအဲ့လိုပြတ်တောင်းလှူရင်အကျိုးပေးရလဲရိုးလေးသာမှတ်ထားလိုက်ပါပြတ်တောင်းပေါ့အခုပြတ်တစ်ခါငတ်တယ်လေဟုတ်ကလားစဘာအောင်တစ်ခါပြတ်တယ်လေဟုတ်ကလားစဘာဆိုင်တဲ့လူကလည်းရတယ်လေမရတယ်လေကောက်ပဲသိနေအခုတရသိသမားတွေနဲ့ဟိုမှာတရချသမားတွေဂိုင်းတောင်မကြံတော့ဘူးတဲ့ဂုံကျိုးကုန်ပြီတဲ့အရှင်ပြကယ်ပါအောင်တဲ့ကိုကုသိုလ်နဲ့ကိုပဲဘာကယ်စရာမလိုနင်တို့လုံကြတယ်နင်တို့ရောင်းလို့မြတ်တော့ငါစီဘူးသွားမလာဘူးလို့တော့ပါလားကိုတရဂိုင်းကျိုးမှဘုန်းကြီးကယ်ပါအောင်တဲ့မကယ်နိုင်ပါဘူးလို့တော့ပါနော်သူတို့တရသေးဈေးကောင်းတော့ကြာဘုန်းကြီးသတိမရဘူးဆုံးတောင်ပင့်ကတ်တာမဟုတ်ပဲနဲ့အကြောင်းတရားနဲ့အဲ့တော့ပြတ်တောင်းလူတဲ့လူတွေမရှိဘူးလားတချို့ကဘသူတွေဘယ်ရာသီဥတုတွေဘလောက်ဆိုးသူ့ချံမပါဘူးသူ့လည်းမပါဘူးတချို့တခါကြီးတွေဦးဇင်းတို့လာလျှောက်ဘူးတယ်လယ်သမားတွေကောခြံသမားတွေကောယာသမားတွေကောဘုန်းကြီးတို့တရားနာပြီးတော့တဲ့တပည့်တော့တိသွားပြီဘုဒ္ဓဆေလုံးဝမသုံးဘူးတဲ့ဓမ္မီဩဇာကိုလည်းသဘာဝမြေဩဇာဖြစ်အောင်လုပ်ကိုကြောင့်တတ္တဝါတွေအန္တရာယ်အကင်းနိုင်ဆုံးအကုသို့ကင်းတဲ့အလုပ်ဖြစ်အောင်လုပ်တယ်အဲ့တော့ဘေးကလယ်တွေကပိုးစားဆေးဖြန်းကြတယ်ပြီးတော့မဖြန်းဘူးတဲ့ဘေးလယ်တွေကပြောတယ်မင်းငါတို့ဖြန်းပြီးမင်းမဖြန်းရင်မင်းလဲကုန်ပါစေအဲ့ဒါပိုးစားပဲနဲ့ကုန်လိုက်မယ်ဆိုထားတယ်ကျန်တဲ့လယ်အကုန်ပြတ်တယ်သူ့လည်းမပြတ်ဘူးခြံနေဒီတိုင်းပဲတရက်ခြံဆိုအမလေးတရက်ခြံဆိုဆေးဖြန်းမှအောင်တာတန်မြာခြံတရက်ခြံဦးဇင်းတကာကြီးတွေရှိတယ်ဘသူပါဆေးသုံးသူမသုံးသူ့ခြံကနှစ်တိုင်းအောင်တယ်သူများကရတယ်လဲမရတယ်လဲသူ့ခြံမှာမရဘူးဆိုတဲ့နှစ်မရှိဘူးဟောကုသိုလ်စိတ်နဲ့ရှင်ပြီးတော့ယုံကြည်နဲ့အမြဲတမ်းတရားပေါ်မှာစောင့်ရှောက်တဲ့စိတ်ရှိနေတဲ့အတွက်သူ့ရဲ့အကျိုးပေးရလဲတခါတည်းဒီဇိုင်းမှတ်ဖြောင်းတန်းအကျိုးပေးနေတယ်သဘောပါသလားအဲ့တော့ပြတ်တောင်းဆိုတာအခုအာစင်ကံဒါနနေနဲ့နော်နေ့စဉ်မပြတ်ဆွမ်းလောင်းတဲ့အလုပ်တွေမလုပ်ကြဘူးလားလုပ်တဲ့အခါစေတနာပါရိုးသေးနော်မြတ်နိုးနဲ့တန်ဖိုးထားပြီးတော့ကိုယ့်အလုပ်ရဲ့တန်ဖိုးကိုသိရနေဆပတ်ဆွမ်းဆိုတဲ့ကုသိုလ်ဟာနည်းတဲ့ကုသိုလ်မဟုတ်အဲ့တော့မပြတ်လောင်းနေတဲ့နေရာဆိုရင်အလူကံပုဂ္ဂိုလ်လည်းဒီနေရာရောက်ရင်ဆွမ်းလူမယ်ဆိုတဲ့အာယုံမရှိဘူးလားရှိတယ်အဲ့တော့စိတ်ကူးပေါက်တဲ့နေထားလောင်းလိုက်စိတ်ကူးမပေါက်တဲ့နေမလောင်းနဲ့ဆိုတော့ဒီကိုယ်တော်မြတ်ကြီးတွေမှလည်းအကုန်ကတိကအောင်ဖြစ်ကုန်ရောသဘောပါသလားအဲ့တော့ပြတ်တောင်းအလှချင်းကလည်းသူတော်ကောင်းအလှလားသူယုံမှအလှလားဟုတ်နံပါတ်5ကမယုံကြည်ပဲပေးလူချင်းတဲ့ဗါလဲလေကံနဲ့ကံရဲ့အကျိုးကိုယုံကြည်မှုမရှိဘဲနဲ့ပေးလူတော့ယုံကြည်ချက်မပါဘဲနဲ့လှူတဲ့အလှဟာရောမြတ်မလားမြတ်ပါဘူးဗျာကောင်းပြီအဲ့တော့ဒါကသူယုံမာရဲ့အလှ5ချက်အတ္တပုရိသဒါနလို့ဒီလိုခေါ်တယ်အင်္ဂုတ္တရနိကေပင်စင်ကနိဗ္ဗာန်အင်္ဂုတ္တပါဠိတော်ကြီးမှာလာပါတယ်အဲ့တော့ဒုတိယသိရမှာကတပ္ပုရိသဒါနသူတော်ကောင်းရဲ့အလှဘာရဲ့အလှအဲ့တော့ဒီနေ့မြတ်ဒါနဆွမ်းလောင်းသိင်းကြီးကသံဃာဒါနဆွမ်းနေမလောင်းကြဘူးလား
လောင်းတဲ့အခါကျသူတော်ကောင်းဖြစ်အောင်ဘယ်လိုလောင်းမလဲနံပါတ်1ယုံယုံကြည်ကြည်ပေးလူရမယ်တဲ့ဗါတယ်လေယုံယုံကြည်ကြည်ပေးလူတော့ဘယ်လိုအကျိုးရှိလဲမယုံမကြည်ပေးလူတော့ဘယ်လိုအကျိုးဖြစ်မလဲမသိသေးဘူးလားသိသေးပါဘူးမော့လို့ဘယ်သူတို့မှမကြောက်ဘူးပဲဘယ်သိဘူးဟမ်ယုံယုံကြည်ကြည်ပေးလူတဲ့ပုဂ္ဂိုလ်ဟာဖြစ်လေရာဘဝမှာအဲ့ဒီရဲ့အလှူရဲ့အကျိုးဆက်ကြောင့်ချမ်းချမ်းသာသာတင့်တင့်တဲတဲမြင့်မြတ်စွာနေရတယ်တဲ့မှတ်ထားဘယ်လိုလဲယုံကြည်ချက်မပါတဲ့ပုဂ္ဂိုလ်ကချမ်းသာရင်ချမ်းသာမယ်တင့်တယ်မှုမရှိဘူးလူများကသူ့ပေါ်မှာယုံကြည်မှုလေးစားမှုတန်ဖိုးထားမှုမရှိဘူးဟုတ်ပြီနော်ယုံညံ့တဲ့ပုဂ္ဂိုလ်ဖြစ်နေတယ်ဥစ္စာဒနာသာရှိနေတယ်နော်မှုသားတွေလည်းပြောနော်လူအများရဲ့ယုံကြည်ချက်ကင်းမဲ့နေတယ်ကာမေတုမိစ္ဆာစာရကံသူရာမေရယကံနေနဲ့သူခမဒီဘက်ကယုံကြည်ချက်မပါလာတဲ့အတွက်ဟိုဘက်မှာမြင့်မြတ်တဲ့ဘဝကိုမရဘူးဒါမို့အခုပတ်စံချမ်းသာအခုခင်ဗျားတို့ကြည်စရာတွေအများကြီးပါအခုပြီးခဲ့တဲ့ခေတ်ကိုကြည့်လိုက်ရင်မဟုတ်မမှန်တာလုပ်ပြီးချမ်းသာနေတဲ့လူတွေမရှိဘူးလားရှိပါတယ်မဟုတ်မမှန်တာလုပ်ပြီးချမ်းသာတယ်ဆိုချမ်းသာတယ်ဆိုတာဒါနကြောင့်မဟုတ်မမှန်လုပ်နေတာသူတော်ကောင်းလားသူယုံမှာလားဘာလို့သူယုံမှာဖြစ်နေသလဲမင်းအတိတ်ဘဝတော့ဒါနလုပ်ခဲ့တော့ကယုံကြည်ချက်မပါခဲ့တဲ့အတွက်လမ်းမှန်ပေါ်မရောက်ဘူးရှင်းလားသူကဒါနမျိုးစိပါတော့ချမ်းသာတာမဟုတ်တာလုပ်လို့ချမ်းသာတာလားဒါနမျိုးစိကြောင့်ချမ်းသာတာလားအဲ့ဒါခင်ဗျားတို့အားလုံးသိတယ်နော်ဥစ္စာကံဆောင်တယ်ပြောအတိတ်ကဒါနမျိုးစိမပါတဲ့ပုဂ္ဂိုလ်ကကြိုက်သလိုရှာကြိုက်သလိုခိုးကြိုက်သလိုလိန်ဘယ်တော့မှမချမ်းသာဘူးအဲ့တော့လိန်လို့ချမ်းသာတာခိုးလို့ချမ်းသာတာလားအတိတ်အကြောင်းကံပါလို့ချမ်းသာတာလားအဲ့တော့ချမ်းသာတာကအတိတ်ကံပြစ္ဆုတ်ပံမှာယုံညံ့စွာအသက်မွေးနေရတာကအတိတ်တုန်းကတရားတရားမပါပဲအလှလုပ်ခဲ့လို့လူယုံမာကြီးတယောက်ဖြစ်ရှင်းလားရှင်းပါဗျာဒါအရေးကြီးလားမရှိဘူးလားရေးပါဗျာငါတို့ကျလို့ကောင်းကောင်းသိထားရမယ်ကိစ္စနော်ချမ်းသာတယ်ဆိုတာကအခုခင်ဗျားတို့ထင်နေတာကဟုတ်တာလုပ်တဲ့လူတွေဆင်းရဲပြီးမဟုတ်တာလုပ်တဲ့လူတွေချမ်းသာတယ်ဟုတ်တာလုပ်တဲ့လူဆိုတာဒီဘဝမှာသူတော်ကောင်းအလုပ်လုပ်တာတိတ်ဘဝကဆိုးသွမ်းခဲ့လို့လွဲမခဲ့လို့ဒါနမျိုးစိနဲခဲ့လို့ဒါနမပါရင်ဥစ္စာဆင်းရဲတယ်ရှင်းတယ်နော်ခုနကယုံကြည်ချက်ဆိုတဲ့သရတရားမပါခဲ့ရင်အမျိုးရုပ်ဖြစ်ရတယ်သဘောပါပြီလားအဲ့တော့သရတရားယုံကြည်ချက်ခိုင်မာစွာနဲ့ယုံကြည်ချက်စွဲမြဲမြဲနဲ့ထက်တန်လုပ်တဲ့ကုသိုလ်ကမှာတဲ့ဖြစ်လျာဘဝမှာချမ်းသာခြင်းတင့်တယ်ခြင်းမြင့်မြတ်ခြင်းအကျိုးကိုပေးနိုင်တယ်ချမ်းသာနေုံနဲ့မပြီးသေးဘူးပွဲလေတင့်ဖို့လည်းလိုသေးတယ်ဟမ်ဝိသခာเจ้าမတို့ချမ်းသာတယ်ချမ်းသာသလောက်သူ့မြို့တာဝတိမြို့ကြီးများလှုပ်သမျှဒါနာပွဲမင်္ဂလာဆောင်အလှဘယ်ကိစ္စမဆိုသူတို့မပါတဲ့ပွဲမပြီးဘူးသူတို့ပါမှဂုံတရေရှိတဲ့ပွဲသူတို့တက်မှကိုကြက်တရေမင်္ဂလာပြည့်စုံတဲ့ပွဲဒီလိုဖြစ်နေတယ်တင့်တယ်နေတာဘဝကဘာဖြစ်နေတာတော့ပါလားအဲ့တော့ဟိုလူရမဝင်ဒီလူရမဝင်ဆိုတာခင်ဗျားတို့ကယုံကြည်ချက်ခိုင်မာခြင်းမရှိခဲ့တယ်လူရှိတောင်ရစကားမပြောရဘူးဘာလို့ဆိုတော့အတိတ်ကပြုခဲ့တဲ့ကုသိုလ်ကမစင်ကြယ်ဘူးဗျဟင်ရှက်ယွန်းတွန့်ဆုတ်ဟုတ်ပလားဒါဖြင့်သရတရားဟာအရေးကြီးလားမကြီးဘူးလားအရေးကြီးပါဗျာကောင်းတာလုပ်ရင်လောကမှာကုသိုလ်ကံဆိုတာရောမရှိဘူးလားရှိပါပါဗျာကုသိုလ်အကျိုးပေးဆိုတာရောရှိပါပါဗျာအကုသိုလ်ကံဆိုတာရောရှိပါပါဗျာအကုသိုလ်အကျိုးပေးဆိုတာရောရှိပါပါဗျာယုံသလားယုံပါပါဗျာယုံရင်မင်းတို့မကောင်းချိုးလိုချင်လားကောင်းချိုးလိုချင်လားမတင့်တယ်တဲ့ဘဝနဲ့နေခြင်းလားတင့်တယ်တဲ့ဘဝနဲ့နေခြင်းယုံညံ့သူဖြစ်ခြင်းလားမြင့်မြတ်သူဖြစ်ခြင်းလားဒါဖြင့်ဘယ်လိုလုပ်ကောင်းမှုကိုယုံကြည်လုပ်နင်တို့မဖြေတယ်လို့ငါဖြေပေးတာဒီလိုခန့်ညံ့လက်ပဲတွေနဲ့ငါနဲ့အဆင်မပြေဘူးနော်ရှေ့မှာပြောပြီးသား
ယုံကြည်ချက်လည်းပြောထားတယ်သူ့ကိုဏီကုန်းချုပ်မလို့ခုကျုပ်ကခမရတို့ကိုပြောတာဒါပေမဲ့ခမရတို့ကဒါနဲ့တွဲမပါလာဘူးအရေးပြလို့လည်းအကောင်မမြင်အကောင်ပြလို့လည်းအကောင်မထင်နော်ဒီလိုတပည့်မျိုးတွေနဲ့တော့အားရှိစရာပဲဘယ်လိုလုပ်ကြမလဲကောင်းမှုကိုကုသိုလ်ကံဆိုတာရှိမရှိရှိပါပါဘုရားကုသိုလ်အကျိုးပေးဆိုတာရောရှိပါပါဘုရားယုံသလားယုံပါပါဘုရားအကုသိုလ်ကံဆိုတာရောရှိပါပါဘုရားအကုသိုလ်အကျိုးပေးဆိုတာရောရှိပါပါဘုရားယုံသလားယုံပါပါဘုရားဘယ်လိုလုပ်ကြလဲကျက်တူရွေးလေးတွေသင်ထားသလောက်တော့တတ်တယ်နောက်ထပ်မေကွန်မလဲနဲ့သူတို့ဒုက္ခရောက်အောင်မှာဟမ်အဲ့တော့ခုတရားတရားယုံကြည်ချက်မပါရင်အကျိုးပေးဟာစင်ကြယ်သလားစင်ကြယ်ပါဘူးဗျာလောကမှာပစ္စည်းဥစ္စာရှိနေုံနဲ့တင့်တယ်သလားတင့်တယ်ပါဘူးဗျာပစ္စံရှိတိုင်းလူချမ်းသာမခေါ်နဲ့ယာရူးကြီးတိုင်းအထက်တန်းရောက်သူလို့ပြောလို့မရဘူးယာရူးကြီးကြီးနဲ့လူယုံမာတွေတပုံကြီးရှိတယ်ဘယ်သူကမှမလေးစားဘူးဘယ်သူမှတန်ဖို့မထားဘူးဘယ်သူမှနှစ်သက်ချစ်ခင်ခြင်းမရှိဘူးသွားခဲ့ပြီအဲ့ဒီကောင်းလေးရှင်းတယ်နော်အဲ့နောင်ကိုခင်ဗျားတို့ဒီလိုမဖြစ်အောင်ကြိုးစားဖို့လိုအပ်မလို့တတိုင်းပြည်လုံးပြင်ရမှာကျုပ်ကပြောစရာတွေအများကြီးမတရားအားခဲထားတာဒီမှာ2ရက်ဗျာခင်ဗျားတို့လည်းကန်ဆိုးတယ်ကျုပ်လည်းကန်ဆိုးတယ်ပြောစရာတွေဟိုမှာမနေ့ကတရားသေချာကြည့်ထားပြီးသားစပယ်ရှယ်ပြောချလိုက်မယ်ဆိုမှမိုးနတ်သားကိုလက်မခံအောင်ကျုပ်အဲ့တော့ဒီနေ့တော့ကြုံသလိုပေါ့လေတစ်ယုံကြည်မှုဟာလိုအပ်မလို့ယုံကြည်ချက်မပါရင်ဒါနမျိုးစေ့ကြောင့်ချမ်းသာမယ်သို့တော့တင့်တယ်ခြင်းတော့မြင့်မြတ်ခြင်းလည်းမရှိဘူးသဘောပါလားနံပါတ်1ယိုသေးစွာပေးလူရမယ်ဗါတယ်လေအလူကံပုဂ္ဂိုလ်ကိုမြင့်မြတ်သောအလူကံပုဂ္ဂိုလ်ဖြစ်ပါစေယုံညံ့သောအလူကံပုဂ္ဂိုလ်ဖြစ်ပါစေအလူကံ14ခွေးလေးမကြံဆိုတာခွေးလေးကျွေးတာကစမယုံမသေးပစ္စလက်ခနိုင်တဲ့စီနေမကျွေးပါနဲ့တဲ့ဦးဇင်းတို့မိုင်းတယောက်ရှိတဲ့အထုံးပေါ်မှာဦးဇင်းတို့ဆွမ်းတကာပဲပြင်စာအကြောင်းရောက်ပြီဆိုရင်သူတို့အများအားဆွမ်းတက်ကတ်ကြတယ်ချမ်းသာတဲ့လူတွေမဟုတ်ပါဘူးဒါပေမဲ့သူတနေ့ခွေးကျွေးရတာကအကောင်5 60နေ့တိုင်းကျွေးတာကျွေးတော့သူဘလို့ကျွေးလေဦးဇင်းသွားပြီးတော့သူခွေးကျွေးနေတယ်ဆိုလို့သွားပြီးတရက်ကားပြင်ရင်းနဲ့သူ့ဝက်ရှော့မှာထိုင်ပြီးတော့ကြည့်အချိန်တန်လာရင်ခွေးတွေကမခေါ်အောင်ဒီတိုင်းပုံမှန်အချိန်မှာသူ့အိမ်ရှိမှာခွေးတကောင်မှမရှိဘူးကျွေးရမယ့်အချိန်ရောက်လာရင်သူ့အရှိုးရောက်လာပြီးတော့တန်းစီပြီးထိုင်ဆောင်သူကခွေးကျွေးမဲ့ပကံကိုဘုံကြီးစွန့်ကတ်မဲ့ပကံလောက်ကြာနာဆေးသူကတော့တချို့ဘုံကြီးစွန့်ကတ်တာတော့အဲ့လောက်ကြာနာဆေးတာမတွေ့ဘူးကြုံသလိုထိုးကတ်တာဟိုကျိုးတို့ကတော့ဘုံကန်နေတဲ့လူဆိုခဏဒါမျိုးကတွေ့ရတယ်ဗျာနော်ဖြစ်သလိုကပလတ်စတစ်ပကံနဲ့လာလို့လားပေခွက်ပေပွားနေတဲ့ခွက်တွေနဲ့ထိုးပေးလို့ပေးအသိုးပုတ်တွေရှေ့ရောက်လို့ရောက်နော်မျိုးစုံကြုံရတာသူမင်္ဂလာကံမကောင်းအဲ့တော့ဟိုမှာခွေးကျွေးနေတာတောင်ကြည်ပြီးတော့တခါနဲ့ဆက်ပြန်နဲ့ကြာနာဆေးသူဆေးတာထိုင်ဆောင်နေတယ်ဒီခွေးတွေကအဲ့စခွက်ကြီးချထားတာဝင်မလို့ဘူးသူကဟောခွေးတောင်တော်တော်စီကန်းရှိတယ်နော်ဒီနိုင်ငံလူတွေအဲ့ခွေးလောက်စီကန်းရှိရင်ကိုမစိုးဘူးနော်မတိုးဘူးမလူဘူးနော်အဲ့တော့သူရှိတဲ့ခွက်ကသူ့အရေးအတွက်ကလေးနဲ့သူ9ခွက်ဆို9ခွက်ပဲချထားတယ်အဲ့ဒီ9ခွက်သေချာထည့်တဲ့အထိမလာဘူးထပ်ပြီးရော့ဟိုကောင်စားလို့ပေးလိုက်တော့မှအဲ့ဒီကောင်ပဲစားတယ်ကြံတဲ့ကောင်မလူရော့ဒီကောင်9ကောင်9ခွက်ချပေးလိုက်တဲ့အကောင်ပဲစားတယ်ဟိုကောင်နဲ့စောင့်တယ်သူစဲမိုင်သူတို့စားပြီးတော့ဒီ9ကောင်ထွက်သွားတယ်အဲ့ခွက်ကိုပြန်ယူတယ်ပြန်ဆေးတယ်ဆေးမှပြန်ထည့်ပြီးတော့မှရော့တကောင်ချင်းကျွေးဟိုတန်းစီပြီးလာဩကောင်းလိုက်တာသူမယိုမသေးမလုပ်ဘူးခွေးကျွေးတာတောင်ယိုသေးကျွေးတယ်ရှင်းလားဓမ္မကြီးအကျိုးပေးကောင်းလိုက်တာလို့ကျုပ်လည်းလှူခြင်းတယ်လို့ကျုပ်ကအဲ့လောက်စိတ်မရှိဘူးလို့နော်အဲ့ဒါနော်ဘယ်တော့မှပြီးရောပြစ်စလက်ခအလှကိုမလုပ်အောင်ပါလေးလူယိုသေးလူကအဲ့တော့ဦးဇင်းတို့လှုပ်ဖူးတာတော့ရှိပါတယ်တရောင်းသားပေးပြီဆိုရင်ခင်ဗျားတို့ကျလို့တရောင်းသားလာလို့လာတောင်းရင်အိတ်ထဲကနေအသစ်ဆုံးအကောင်းဆုံးရွေးပေးသလားအစုပ်ဆုံးဟာရွေးပေးသလားသူတို့ခင်ဗျားလည်းတော်တော်ကန်ဆိုးတာဗျနော်
ဥဒုမင်္ဂလာတော့အခုချိန်ကြီးမပေးဘူးပေါ့ဒါပေမဲ့တစ်ခါလောက်ခဲ့ဘူးတယ်ဒါနောက်မှပြောမယ်ရောကုန်မှဆိုလို့သရောင်းစားကိုပေးတော့မယ်ဆိုရင်ဦးဇင်းကကိုယ်ထဲမှာရှိတဲ့ထဲကအသစ်ချက်ချွတ်ရှိရင်တော့ဘာမှကြည့်မလို့ချက်ချွတ်ပေးလိုက်ချက်ချွတ်မရှိရင်အလတ်ဆုံးစက်ကိုအနာအစာမရှိတာကြည့်ပြီးမှပေးတယ်ဘာလို့ဆိုကိုတွေ့သူမင်္ဂလာဆင်းရဲတယ်ငယ်ကလေးရရင်အမေကတော့ငါသားမုံချင်းချင်းတမတ်ဖိုးငါမှုဖို့တကြက်ဖိုးပေါ့သွားဝယ်ကြည့်တာကြက်တန်တရွက်ပေးလိုက်တယ်ကျတို့တို့ကတမတ်ဖိုးဆိုတမိသားစုလုံးစားလို့ရတယ်အဲ့တော့တမတ်ဖိုးသွားဝယ်ပြီးစားဆိုကြက်တန်ပေးတော့ကြက်တန်အနွမ်းအစုပ်ပိုင်ဆိုင်ရောက်တော့မှဟိုကတရုတ်မကြီးကမုံချင်းချင်းထည့်ပေးပြီးတော့မှနင်းကြက်တန်ကြီးပြန်လဲပေးဆိုကိုယ်လဲစရာမပါဘူးအဲ့ဒါအန်တီတေဦးမုံချင်းချင်းတို့လေးပြန်ချအိမ်ပြန်ပြေးပြန်လဲပြီးပြန်ယူလာရှက်လုံးလို့အဲ့တော့ငါပတ်စံအများကြီးရှိတဲ့လူဘယ်နာထုတ်သုံးရတယ်တရောင်းစားဆိုတာဒီရှိတဲ့ပတ်စံလေး तू ကသုံးရမှာအဲ့တော့အစုပ်ပေးလိုက်တော့ဟိုကဘာလုပ်ရမလို့သဘောပါသလားအဲ့တော့ကိုချင်းစာစိတ်နဲ့သူ့မင်္ဂလာဘယ်တော့မှအစုပ်မလူဘူးဒါပေမဲ့အဲ့ဒီစကားဒီတိုင်းပြောရင်သစ္စာစကားမဖြစ်ပဲနေဦးမယ်ဟိုးနာရေဘေးကယ်ဆယ်ရေးသွားတော့ကလေးမှအလူကလည်းတော်တော်ပန်းနေပြီရခိုင်ဘက်လည်းလူခဲ့ပြီဒီချင်းပြည်နယ်လည်းအကုန်လောက်ခဲ့ပြီးလမ်းတွေပါတွေဖောက်ပါညာဆိုတော့ကလေးမှအလှလှုပ်တဲ့ခါကျလှူရင်းနဲ့ဓာန်အိုးတန်ခွက်တွေလှူတာအဲ့တော့ကိုယ်တိုင်ကိုကြဘုန်းကြီးလာလှူအောင်ဆိုတနေရာစီလှူတာပေါ့အဲ့ဒီမှာဓာန်အိုးစက်ယုံကပေးလိုက်တဲ့ဟာတွေကအဖုံးတွေကပြတ်အဲ့တော့လှူတဲ့ကလေးတွေကလာပေးတယ်ဘုန်းကြီးဒါဘယ်လိုလုပ်မလဲလှူတော့မယ်ဟိုကအလူကန်းရောက်နေပြီကိုရှိထဲရတော့အဖုံးတွေကပြတ်အာကွာမင်းမကောင်းတာမလူနဲ့လေလဲဆိုတော့လဲစရာမရှိဘူးအဲ့ဆိုတော့သူ့တိုင်းနဲ့သူ့ကံမကွာထဲတယ်ဇက်တိုက်ဒီလိုထဲလူပြီးတော့မှအေးစိတ်ကိုစိတ်လေးတောက်ထိုင်နာတယ်စိတ်မကောင်းဖြစ်သွားတယ်ဩငါနဲ့တော့မကောင်းတာကြီးဘာလို့လူလဲဒကမာကြီးအဖုံးကတော့ပြတ်နေတယ်ဗျာယူမလားမယူဘူးလားမေးရင်မေးမမေးရင်အဖုံးဖယ်လိုက်ကောင်းတာပေးမကောင်းတာနောက်လူနောက်ကသူကသူ့ကံနဲ့ဆိုရင်လည်းဒီထဲကိုထဲအခုတော့ तू မသိအောင်ဒီအစုပ်ကြီးပဲထိုးထည့်လိုက်အဲ့သူ့မင်္ဂလာလုပ်တာကလေးတွေလုပ်တာမဟုတ်ဘူးနော်အဲ့တော့စိတ်မကောင်းလိုက်တာဒီနေ့ထီတောင်တရရတယ်ဩငါမလုပ်တဲ့နဲ့လှုပ်သွားလုပ်ပြီလှူတယ်ဆိုပေမဲ့လေးဆဆလှူရမယ်တက္ကမကြီးခမည်းအလှဲ့ကြတဲ့အဖုံးကတော့ဒီလိုဖြစ်နေပြီနော်အဲ့တော့ဒီဖုံးကျုပ်ဖယ်လိုက်မယ်ဒါမှမဟုတ်ယူသွားမယ်ဆိုရင်လည်းခမည်းထည့်လိုက်မယ်ပြောပြီးလှူသင့်တယ်သဘောပါသလားအဲ့တော့အလှူတစ်ခုလုပ်တယ်ဆိုတာအဲ့ဒါသိအရေးကြီးတယ်အဲ့ဒီမှာဦးဇင်းကသတိထားလိုက်ပြီးတော့ဩငါဟာအတိတ်ဘဝတုန်းကကုသိုလ်လုပ်ခဲ့ဘူးတာတော့မှန်တယ်အခုလိုပဲနမရွှွန့်ပိတ်ထဲလှူခဲ့လို့ငါမကောင်းတာတွေရနေတာဟုတ်ဘူးလားပစ္စည်းအသစ်သူ့မင်္ဂလာအတွက်ဆိုပစ္စည်းအသစ်ချက်ချွတ်ကောင်းပြီဆိုတဲ့ဟာယူလာဝယ်ပြီးတော့လှူတာပဲဖြစ်ဖြစ်ကိုယ်တိုင်သွားပြီးတော့စီမံတာပဲဖြစ်ဖြစ်ရလာကိုယ်တိုင်ကြောက်လဲကလေးနဲ့ဖြစ်ဖြစ်နော်ဂွာလေးနဲ့ဖြစ်ဖြစ်မပြင်လိုက်ရပဲအဲ့ပစ္စည်းသုံးကိုမရဘူးကားအသစ်ချက်ချူဟိုမှာရိုးရရလူလိုက်တယ်မောင်းလာတယ်သုံးမိုင်မမောင်းရသေးဘူးဘောနဲ့အဖုံးကပြုတ်ထွက်သွားတယ်အဲ့ဒါအသစ် brand new 0 mileage သူများစီးပြီးသားကငါမစီးဘူးလို့သွား0 mileage ယူခဲ့0 mileage ပဲဝယ်စီးတယ်သူမင်္ဂလာအဲ့ဒီ0 mileage ကိုလက်ထဲရောက်တာနဲ့စီရတိုင်းပေါ်သူမင်္ဂလာလည်းလက်ကင်ရောပြည့်ရောသဘောပါလားအဲ့တော့မှခုနဓာန်အိုးဖုံးကြီးသွားသတိရတယ်ဩငါအဲ့လိုလူခဲ့တာနေမှာသဘောပါလားဒါဖြင့်ရိုသေးလှူဒန်းတတ်ဖို့လိုအပ်မလိုအပ်အေးအဲ့ဒီအကျိုးပေးကနောက်ဆက်တွဲတွေကတော်တော်ရင်နာစရာကောင်းတယ်နော်နောက်ဆက်တွဲတော်တော်ရင်နာစရာကောင်းတယ်အခုဥဒုမင်္ဂလာလို့ဆိုရင်ဒါအမြဲတမ်းပေါ့လေဒါဟိုလှူတဲ့လူတွေကတော့ဥဒုမင်္ဂလာဒီလိုထဲပြောတတ်တော့ဒါအလှခန္ဓာမဟုတ်ဘူးနော်အဲ့လိုအမုံအမြတ်ဆိုပြီးဦးစင်းမှာစီဂျိုရှိတယ်ကိုလက်စထရောတွေများနေတယ်ဆိုတော့ဘုန်းကြီးနဲ့တဲ့တဲ့စီဖျားအိမ်ကစုံစီလေးကြိတ်ပြီးတော့သေချာလှူတာလာလှူတယ်အမုံအမြတ်တွေကြီးလာလှူတာပါပဲဒါပေမဲ့သူ့မင်္ဂလာအကြောင်းကို2ရက်တမွန်းနဲ့ပြည့်အောင်မကအဲ့တော့ကျောင်းမှာရှိတဲ့ဘုံရှင်ကန်ရှင်တွေအဲ့စီတန်တန်လေးစားကျုပ်ကတော့လမ်းကြော်တဲ့ဝက်စီနဲ့ပဲပြီးရတယ်သဘောပါလားအဲ့တော့အဲ့ဒါဘုံကံတော့ရှိတယ်ဗျာကျုံမှာပစ္စည်းတွေပေါ်မှပေါ်လှူတဲ့လူတွေပေါ်မှပေါ်နော်ဘာမှသုံးဆွဲပိုင်ခွင့်ဘယ်လိုလှူခဲ့လို့ရိုသေးမလှူခဲ့လို့သဘောပါသလား
သင်္ကန်းဆိုညွန့်ပိတ်ကောင်းပိတ်ဆိုတာကြီးလှူတာဘုန်းကြီးဝတ်ကိုဝတ်ရမယ်ဆိုတာတောင်းပန်လို့ဝတ်ရတာဒီကြီးပဲကိုယ့်အကိုယူဝတ်ရတာမရှိပါဘူးသူမင်္ဂလာဘုံကံဒါပေမဲ့အဲ့အကောင်းဆုံးလှူထားတာကိုဝတ်ရင်နောက်ကချုပ်ရိုးပြုတ်ရတာနဲ့သဘောပါလားအဲ့ဒါဘယ်လိုလှူခဲ့လို့အေးအဲ့ဒါသူမင်္ဂလာကိုတွေးနဲ့ပြောပါတယ်ခမညာနော်ရိုးရိုးသေးသေးပေးလူချင်းမရှိခဲ့ရင်တဲ့နောက်ဆုံးနော်ကိုယ်မှလည်းအသုံးဆောင်ပစ္စည်းကကောင်းကောင်းမွန်မွန်မရသလိုနောက်တစ်ချက်ကကိုယ်လက်အောက်ငယ်သားအစီကံနဲ့ကိုယ်မိသားစုအတိုင်းဝိုင်းကကိုယ်ပေါ်မှာယိုသေးခြင်းမရှိဘူးတဲ့ကိုယ်စကားနားမထောင်ဘူးတဲ့နင်တို့မိသားစုထဲမှာရှိတယ်ငါပြောရင်မပြီးဘူးသွားသူတို့ပြောလိုက်မယ်ငါစကားဆိုသူတို့ကဖုတ်လေတဲ့ငပိရှိရလို့တောင်မထင်ဘူးဒီလိုဘဝတွေမကြုံဘူးလားဟောကျိုးကိုလိုလူတွေတဘုံကြီးပဲသဘောပါလားကိုယ်စကားမနာခံဘူးသူများကမလေးစားဘူးဆိုတာတဲ့ကိုယ်တိုင်ကယိုယိုသေးသေးပေးလူခဲ့ဘူးချင်းမရှိလို့မှတ်မိလားဟဲ့ကိုသူများကလေးလေးစားစားယိုယိုသေးသေးဆက်ဆံတာလိုချင်သလားမလေးမခန့်ပြုတာခံချင်သလားဒါဖြင့်တရားရှိယိုယိုသေးသေးလူရှင်းသလားကောင်းပြီနံပါတ်3လျှောက်ပတ်သောအခါမှာပေးလူရမယ်တဲ့ဗါတဲ့လျှောက်ပတ်တဲ့အခါလိုအပ်တဲ့အချိန်မှာလိုအပ်ရာစွန့်ချိန်တန်းစွန့်ရေချိန်တန်းစတုမူရူချိန်တန်းသူ့အချိန်နဲ့သူအခုလေတွေတိုက်မိုးတွေကြီးဟုတ်ပြီနော်အဲ့တော့လေတိုက်တော့လေကြောင့်ဒုက္ခရောက်တဲ့လူတွေမရှိဘူးလားရှိပါတယ်အဲ့လေမတိုက်ခင်ကရေငတ်လို့ဒုက္ခရောက်နေတဲ့လူတွေရောအဲ့တော့ရေဆိုင်ရင်ရေတိုက်ရေလိုရင်ရေပေးအဝတ်လိုရင်တို့မှာအခုမျိုးစုံဒါနကုသိုလ်တွေတဘာဝဘေးဒဏ်တွေကြောင့်မလုပ်ခဲ့ကြရဘူးလားဝတ်ဆရာမရှိဘူးဆိုဝတ်ဆရာပေးနေဆရာမရှိဘူးဆိုနေဆရာပေးသူ့ရဲ့လျှောက်ပတ်တဲ့ကာလမှာလျှောက်ပတ်သလိုလှူဒန်းတတ်ဖို့လိုတယ်တဲ့ဟုတ်ပြီနော်သင်္ကန်းနေပုံနေတဲ့ဘုန်းကြီးကိုသင်္ကန်းနေပဲထလှူနေတော့ပိုးနေတာပေါ့နော်လိုအပ်တဲ့အရာကိုလိုအပ်တဲ့အချိန်မှာလှူတတ်ဖို့လိုပါဗျာအဲ့ဒါဆိုဘယ်လိုအကျိုးပေးမလဲလိုတာကိုလိုတဲ့အချိန်မှာလှူတတ်ရင်ဘယ်လိုအကျိုးပေးမလို့လိုတဲ့အချိန်ရမှာဗောဟဲ့လိုတအဲ့ဒါအမွှေးတိုင်မထွန်းနဲ့နော်အမွှေးတိုင်ထွန်းကုန်တာပဲရှိမယ်မိလောင်မယ်လိုတရခြင်းရင်လိုတဲ့အချိန်ငါဗိုက်စာလုံးလို့မြန်ကျွေးလိုက်ရှင်းတယ်နော်တို့တရားပွဲလဲတော့ဦးစင်းလေးတွေပါနောက်လိုက်ဦးစင်းလေးတွေပါပါလာတယ်ဦးစင်းတို့ခီးတွေပန်းပေါ့လေတစ်မျိုးကူးရတာအလုံးမဲ့ဒုက္ခများတော့မျိုးတစ်မျိုးရောက်တယ်ဆိုရင်ရောက်ပြီဆိုခဏလေးနာတရားဟောရတာအဲ့တော့ခဏနားတဲ့အချိန်နားမယ်ကွာဦးစင်းလေးတွေလည်းနားကြဆိုတော့ခွေးတကောင်ကအမိနံပြီးတော့ဗိုက်စာနေချတာဘုန်းကြီးတဲ့ဟေးလို့ဘုန်းကြီးတပည့်တော်လှူလာတဲ့မုံနေတဲ့တပည့်တော်ကျွေးခြင်းလို့ဘယ်သူကျွေးမှာခွေးဟာဘာဖြစ်နေလို့ကွာဘုန်းကြီးလာကြည့်လေတဲ့ထကြည့်ဟောကောင်ဗိုက်စာဟုတ်တယ်ကွာဟဲ့အောင်ကျွေးလိုက်ငါတို့ကမစားဘူး तू ကစားတယ်စားတဲ့ကောင်ကျွေးလိုက်ဆိုတော့ကျွေးတာအိုးအာရပန်းရအမိတနတ်နဲ့စားလိုက်တယ်အေးဒါပဲကွာကာလဒါနဆို तू လိုတဲ့အချိန်မှာလိုတာပေးရအဲ့တော့ရေလိုရင်သဘောပါသလားအခုရေပေးမီးပေးသဘာဝပေးတွေနောင်လဲလာအောင်မပူနဲ့နော်နမိတ်ဖတ်တာမဟုတ်ဘူးတစ်တော်တော်မှမရှိတော့ဘူးနော်အခုဒီနေ့ဆိုရင်ထူးထူးခြားခြားအေယာဝတီမြစ်ရေတွေကခမ်းမဲ့ချိန်ဘာဖြစ်နေတိုးအကောင်းမနဲ့ရေခဲတောင်မရှိတော့ဘူးနော်အပေါ်ကရေခဲတောင်ဆိုတာသဘာဝပုရုကိုထိန်းထားတာနှုတ်မွေးနေလို့ဒီလိုလေးတွေဘာတွေမလာဘူးနော်တမန်လေးပြေလေးညင်းနဲ့မိုးကောင်းကောင်းရွာဖို့အရေးမှာအထက်မှာမိုးကိုဆွဲတတ်တဲ့ရေခဲတောင်မရှိတော့ဘူးဟဲ့ကုန်ပြီအမျိုးကောင်းသားတွေလှုပ်တာနော်အခုရေခဲတောင်တွေကုန်ပြီရှင်းတယ်နော်အဲ့ကြာလေဆိုးလေဖြစ်တော့မယ်အဲ့ဒီဟာတွေကိုခမရတို့တားနိုင်တာဘာပဲရှိတော့တရားပဲရှိတယ်ဒါကြောင့်ဒီမှာတရားဖီးဟောနေတာဘုရားတို့ကိုကျင်တရားတွေကိုပြင်ပြီးတော့စစ်မှန်တဲ့ကုသိုလ်တွေလုပ်နိုင်မှစစ်မှန်တဲ့အကျိုးပေးတွေကိုရမှအခုမြတ်စွာဘုရားရဲ့အဆုံးအမကွယ်ပလားမကွယ်သေးရင်လာမဲ့သဘာဝဘေးဒဏ်တွေကိုတို့ကာကွယ်လို့ရမရဘာနဲ့ကာမလဲတရားနဲ့ကာအဲ့တော့ဒါနတွေကိုအခုပြောတဲ့အချက်တွေနဲ့ယုံကြည်လို့သူများလိုတာပေးခဲ့ရင်ကိုလိုတဲ့အချိန်
လိုတာလိုတာရတယ်ဆိုတာလိုတာလှူခဲ့လို့တဲ့လျောက်ပတ်တဲ့အခါမှာပြီးလှူရမယ်သဘောပါသလားနံပါတ်၄အလှူပစ္စည်း၌ကန့်ညှိခြင်းမရှိပဲပြီးလှူရမယ်တဲ့ပါတယ်လေကိုလှူတဲ့အလှူပေါ်မှာကန့်ညှိခြင်းမရှိပါစေနဲ့တဲ့နော်ပစ္စည်းပေါ်မှာတွေ့တာချင်းကတ်မဲ့ခြင်းရှိတယ်ကိုခင်ဗျားတို့ကသင်္ကန်းလာကတဲ့ဘုန်းကြီးဒီသင်္ကန်းလေးရနော်ဘုန်းကြီးအတွက်ကိုအော်ဒါမာတာဘုန်းကြီးဝတ်ပါနော်ဟမ်သင်္ကန်းပေါ်မှာမလုပ်နဲ့အဲ့ဒါမြန်ဘုန်းကြီးကတခါတည်းကောက်ယူလိုက်မလို့ငါသင်္ကန်းလေးဟာဒုက္ခပဲဟိုဘုန်းကြီးကသူ့သင်္ကန်းမှမဟုတ်ဘူးနဲ့တန်ခါးသာဒိမှမဟုတ်တဲ့ဟာကြီးငါသင်္ကန်းပတ်နေရတော့ဟိုဘုန်းကြီးလည်းအာပါတဲ့သဘောပါလားဆုံးကပ်ပြီးပြီကိုလိုတဲ့ကိုတတ်ဆွမ်းသမျှဖွဲရမျက်နုကိုကြိုက်တာချက်ပြီးကပ်ပြီးပြီဟိုဘုန်းကြီးကသင့်တော်သလိုဖုံးပေးလိမ့်မှာပေါ့ဟိုကနေမျက်ထောက်နေနဲ့ကြည့်ငါဟင်းလည်းမနိုင်အဲ့ဘုန်းကြီးတွေငါဟင်းလည်းမစားဘူးဘုန်းကြီးစက်သားနဲ့လေးကောင်းလားဗျဘုန်းကြီးကဖြေရခဲ့ကောင်းတယ်ပြောရင်တဏှာနဲ့စားတယ်ပြောဦးမှာနော်မကောင်းဘူးပြောပြန်တော့လည်းမဖြစ်ပြန်ဘူးနောက်မစားသေးပဲနဲ့လည်းကောင်းတယ်သွားလိန်လို့လည်းမဖြစ်ပြန်ဘူးဟမ်ဆိုတော့ဒီသူချက်တဲ့ဟင်းနဲ့ဘုန်းကြီးနဲ့တဲ့လားမသိဘုံမဆိုတာသဗ္ဗယမြတ်တအောင်ဘောဇနမတ်တင်ညူအစာရဲ့အတိုင်းရှိကိုသိရမယ်ကိုကြိုင်းမရင်းနဲ့သင့်တော်ဤမသင့်တော်ဤလုံလောက်ပြီမလုံလောက်ပြီကိုယ့်အကိုချင့်ကြင်ပြီးစားမှာခင်ဗျားတို့လှူပြီးကြတဲ့ကစားသည်ဖြစ်စေမစားသည်ဖြစ်စေကုသိုလ်ရမရစားမှကုသိုလ်ရမှာလားအဲ့တော့စားလိုက်လို့ကုသိုလ်ရတာလားလှူတဲ့စေတနာကုသိုလ်ရတာကုသိုလ်ရတယ်ဆိုတော့ခင်ဗျားတို့ကပြတ်မှမပြတ်ဘဲနဲ့ထောက်ကြည့်တယ်ကျုပ်မေတော်ကြီးတယောက်ရှိတယ်သူ့အိမ်ဆုံးကပ်ရင်တတိထားတယ်အရင်ဆုံးကပ်မေးရတယ်ဟေးမေတော်ကြီးချက်တဲ့ဟင်းဘယ်ဟင်းလဲဒီဟင်းဆိုအဲ့ဒါလေးအရင်နှိုက်ရနှိုက်လို့ तू ပြုံးသွားပြီဆိုမှအဲ့ဒါကြံတာဆက်စား तू ဟင်းသာမနှိုက်ရင်မပြုံးရင်အဲ့ဒါစားပြီးတာနဲ့ပြဿနာကိုတော်တပည့်တော်ချက်တဲ့ဟင်းကြမစားဘူးဟာပြဿနာပဲသဘောပါလားအဲ့တော့ကန့်ညှိနေတယ်ဆိုရင်ကန့်ညှိတဲ့စိတ်ရှိနေရင်တဲ့အကျိုးပေးလာတဲ့အခါကျတော့လွတ်လပ်ပျော်ရွှင်မှုမရှိဘူးသားစိတ်မချသမီးစိတ်မချမယားစိတ်မချလင်စိတ်မချနဲ့နင်တို့နေရတဲ့ဘဝတွေမရှိဘူးလားအဲ့ဒါလွတ်လပ်မလူခဲ့လို့နော်အစားတော့ချစ်လာရဲ့နှစ်ယောက်အတူမနေရရင်သေတော့မလားဟမ်အဲ့တော့နှစ်ယောက်အတူနေဖို့မကြိုးစားဘူးလားကြိုးစားလို့အတူလဲနေရရောလင်သွားတော့လဲမယားကစိတ်မချမယားသွားတော့လဲလင်မယားချင်းချင်းကယုံရသလားယုံပါဘူးဗျာအေးရောက်ရင်တော့ပြဿနာတက်ကုန်တော့မှာသားသမီးရောမယုံအောင်သားသမီးလည်းတော့ဖွက်ထားရတာမုံမိုးပေးတော့ရောနင့်ဖေမသိစေနဲ့ဟာဒီမိသားစုလေးဒါရှိတာကိုနင့်ဖေမသိစေနဲ့ဒါပြင်အမေကခိုးပေးတာဘောလို့သခိုးလာလို့သဘောပါလားအဲ့ဒါဘာလို့ဆိုတော့လွတ်လပ်မှုပျော်ရွှင်မှုယုံကြည်မှုမရှိဘူးတဲ့အဲ့ဒါလွတ်မစွန့်လွတ်ခဲ့လို့လူတန်းတဲ့အချိန်ကအလှဝတ္ထုပေါ်မှာကန့်ညှိမှုမရှိခဲ့ရင်အကျိုးပေးလာတဲ့အခါမှာလေကိုပိုင်ဆိုင်သမျှအာယာအလုံးပေါ်မှာဘာတစ်ခုမှစိုးရိမ်ကြောင်းကြเสียမလိုပဲလွတ်လပ်စွာပျော်ရွှင်စွာခံစားလို့ရတယ်ယောက်ျားပေါ်မှာလည်းယုံကြည်မှုအပြည့်မိန်းမပေါ်မှာလည်းယုံကြည်မှုအပြည့်ကိုသားသမီးလည်းကိုယုံကြည်တယ်ဘယ်သူကမှကိုယ့်ပေါ်သစ္စာဖောက်เสียအကြောင်းလဲမရှိသလိုကိုယ့်ပေါ်မဟုတ်မမှန်လုံးမဲ့လူလဲမရှိဘူးတဲ့အဲ့ဒါလွတ်စွန့်လွတ်ခြင်းရဲ့အကျိုးရှင်းမလားရှင်းပါပြီဗျာသဘောပေါက်သလားပေါက်ပါပြီဟေးအဲ့တော့အခုဦးဇင်းတို့အဲ့ဒီအကျိုးပေးမျိုးလဲဦးဇင်းတို့မှမရှိဘူးဘာဖြစ်လို့ဆိုတော့ကိုစီမံထားတဲ့အရာကိုဘယ်ဟာမှစိတ်ချလက်ချထားလို့မရဘူးဦးဇင်းကဝါသနာပါတာလေးတွေရှိတယ်ဦးဇင်းစက်ပစ္စည်းတွေပြင်တာဆင်တာနော်အဆောက်အုံတွေဆောက်တာသိဝါသနာပါဝါသနာပါတော့အဲ့ဒီစက်ပစ္စည်းပြင်တဲ့ပစ္စည်းတွေအကုန်လုံးဦးဇင်းမှာရှိတယ်ဦးဇင်းစနစ်တကျဝယ်တယ်တိတ်ထားတယ်ပြီးတော့ကိုလိုချင်တဲ့အရာလေးကိုဘယ်ချိန်လိုရအောင်ဆိုသူ့နေရာနဲ့သူထားတယ်ဒါပေမဲ့သူ့မင်္ဂလာရဲ့ကံကြမ္မာအဲ့ဒီမလိုတဲ့အချိန်မှာအကုန်အပြည့်ရှိတယ်လိုပြီဆိုတာနဲ့ရှာရပြီ
အဲ့တော့ဟိုပစ္စည်းအတွက်ဒေါသဖြစ်ရဒီပစ္စည်းအတွက်ဒေါသဖြစ်ရမင်းတို့ကောင်းနေငါဝယ်ပေးထားတာဒါငါပတ်စံမဟုတ်ဘူးသူများလှူထားတာဒကာဓမ္မလှူထားတဲ့ပတ်စံငါပတ်စံနဲ့ငါဆိုမင်းတို့လှုပ်ချင်အလုပ်ဘာမှပြဿနာမပြောဘူးအများဟာကိုမင်းတို့တန်ဖိုးထားရမယ်ဘလောက်ဆူဆူကိုတပည့်တွေကတော့ကိုကံကြမ္မာပေါ့လေသူတို့တန်ဖိုးမထားဘူးဆိုတာအဲ့တော့ဒီပစ္စည်းတွေပေါ်မှာနှောင်ဖွဲ့ပြီးတော့ဟဲ့ကောင်တွေပြီးပလားပြီးပိတ်အကုန်ပြန်သိမ်းရတယ်ဘုန်းကြီးဖြစ်ပြီးအဲ့လိုလုံနေရတာကျုပ်ကလည်းတော်တော်ရှက်တယ်တပည့်တွေကအလိုက်တဲ့သူတို့ကသိမ်းတာမဟုတ်ဘူးမလေးကိုချန်ထားရင်ချန်ခဲ့တဲ့အတိုင်းတပည့်စီးလဲတာတော့ကိုနှစ်ချက်ခန့်လောက်ခန့်လိုက်ပေးဖုံတပြီးတော့လုံမယ်ဆိုသူလဲလို့သူလက်ထဲတပည့်စီးပေးခဲ့လို့ဒီဘက်လက်ထွက်မလာနဲ့အဲ့ကောင်ဆက်မလဲဘူးကြည့်ပြီးတော့မေးဘယ်လိုလဲဘယ်နှကြံသေးတယ်ပါအကုန်ပြီးအောင်လုံမှဒါတော့အမိုက်ကိုသိမ်းပုံနဲ့ရောက်ပြီဆိုတော့မှပေးအဲ့ဒါယူဆိုပြီးသွားရတယ်လွတ်နေလို့မရဘူးအကုန်လုံးကိုတခါတည်းအခုဘုန်းကြီးအကြောင်းရင်းရှိတယ်ဟုတ်တယ်ရှက်เสียကိစ္စတစ်ခုရှိသေးတယ်ဟိုတောင်ကြီးဘက်ကိုတရားပွဲသွားတော့ခင်ဗျားတို့ဘုသူဒ္ဓဖြစ်အောင်ပြောအောင်မယ်တောင်ကြီးအေးသာယာကနေတက်တော့တောင်ကြီးအထက်မှာအဲ့ဒီမှာဂျာမနီကအဖိုးကြီးတယောက်လာပြီးဖွင့်နေတဲ့ဆိုင်တစ်ဆိုင်ရှိတယ်ဝိုင်းစပြည့်ဝိုင်းနဲ့စပြည့်ခြံနဲ့စားတော့ဆိုင်ပေါ့အဲ့ဒီမှာဦးဇင်းတို့ဆုံးဝင်စားကြတော့သူ့ဈေးကလေးကလည်းမလီသက်သာလိုက်တာတာမန်လူတွေတောင်စားလို့ရတဲ့ဈေးနဲ့ဆိုင်ကြီးအကြီးကြီးလေးဝင်သွားတော့တအားကြီးကုန်မယ်လို့ထင်တယ်မကုန်ဘူးနောက်တစ်ခါကြည့်လိုက်တော့သူ့စပြည့်ခြံကြီးကအကျယ်ကြီးပဲအဲ့တော့အဲ့ဂျာမနီကအဖိုးကြီး80ကျော်80ကြီးကအဖိုးကြီးကအလုံးလုံးသူရတဲ့အကျိုးမြတ်ကိုလည်းသူ့ပြည်ကိုသူ့ဂျာမနီကိုဘာမှမပို့ဘူးတဲ့ဒီနားကသဘာဝပတ်ဝန်းကျင်တိုးတက်ဖွံ့ဖြိုးရေးအတွက်သူအကုန်ပြန်သုံးတယ်တဲ့သူ့စပစ်ခြံကြီးအကျယ်ကြီးကိုဝန်းခံမထားဘူးတဲ့ခြံစည်းရိုးမရှိဘူးဟုတ်တယ်သူတို့ဂျာမနီတို့အမေရိကန်တို့အီတလီတို့ဟိုဗာလဲဩစတြေးလျတို့နောက်ယူရိုပတို့မှာခြံစည်းရိုးမရှိဘူးသူ့ဝိုင်းသတ်မှတ်ချက်ကလေးနဲ့သူတတ်ရကလေးတွေခြံစည်းရိုးလေးတွေခတ်လဲလှအောင်လေးလူတယောက်ဒီလိုကြော်ဝင်လို့တောင်ရတဲ့အတိုင်းတာလေးတွေနဲ့နေကြတာဗမာပြည်လိုစီယိုကြီးတွေခတ်ပြီးတော့နော်ဘန္နာပင်လေးစိုက်လိုက်ဟိုဘက်တိုးလိုက်နော်အဲ့လိုမဟုတ်ဘူးနော်ပြီးရင်မောင်နှမရံဖြစ်လိုက်ပိုင်းစိတ်ရောင်းလိုက်သူတို့နိုင်ငံမှာအဲ့လိုရောင်းလို့မရဘူးသူအိမ်ကွက်ကလေးတွေကလည်းလှမှလှဆိုတော့ဂျာမနီဖိုးကြီးကလည်းဝင်းခတ်မထားဘူးတဲ့ဘာဖြစ်လို့ဆိုသူ့ပတ်ဝန်းကျင်ကပုံကိုယ်တွေကိုလေးစားတဲ့အနေနဲ့တဲ့နော်သူတို့ကိုတန်ဖိုးထားတယ်တဲ့သူတို့တန်ဖိုးထားရင်ကိုယ်လည်းတန်ဖိုးထားလိုက်ရမယ်တဲ့သူစပြည့်ခြံတွေကဘာတစ်ခုမှမပြောက်ဘူးကျန်တဲ့လူတွေအကုန်လုံးလည်းအလုပ်လည်းပေးထားတယ်မလီသူ့နေရာပျော်လို့သူ့မင်္ဂလာခြံကအခုပြင်စာမှာ46ဧကရှိတယ်နော်ဘေးမှာချောင်းနှချောင်းရှိတော့အဲ့ဒီဒေသကလူတွေအတွက်ရေအတွက်နှစ်ခုကိုထိမ့်သိမ့်နေတဲ့ထဲသူ့မင်္ဂလာသစ်ပင်စိုက်သူ့မင်္ဂလာရှေ့ရစိုက်တယ်နောက်ကရွာသားတွေကဝင်ခုတ်တယ်ကျောင်းထဲတောင်မီးသွေးဖို့ဖိုထားလိုက်တယ်ဟောအဲ့တော့ကျောင်းအတွက်လည်းပူနေရတယ်အဝေးရောက်ရင်ငါကျောင်းလေးမလေးကျမ်းမချမ်းသာပါစေကျောင်းဆောင်တာမေတ္တာပို့อ่ะအခုခြံစည်းကိုဝင်းခတ်ထားဝင်းခတ်ထားတာကိုဝင်းတိုင်ချိုးပြီးတော့အထဲထဲဝင်ပြီးလှုပ်ချင်အောင်လှုပ်သွားတယ်အဲ့တော့ရှေ့သွားလို့လည်းနောက်မအေးနောက်သွားလို့လည်းအဲ့ဘာဖြစ်လို့လွတ်မလူခဲ့လို့ဟုတ်ပြီလားသဘောပေါက်ပြီလားအခုခင်ဗျားတို့ရှေ့နောက်အေးကျင်သလားအေးကျင်ပါလို့လွတ်လူနော်ယောက်ျားတွေမိန်းမတွေပါလှူလိုက်တော့မထူးတော့ဘူးရှင်းသလားခုကခင်ဗျားတို့ကသားရှင်ပြုတောင်လွတ်သလားမလွတ်ဘူးငါသားတဲ့ကိုရင်လာစမ်းတဲ့ခေါင်းဆွဲခောက်ဟောဖယားသားဖြစ်သွားတာတော့ခင်ဗျားတို့ကငါသားလုံနေလို့ရှိသေးတယ်သဘောပါသလားဒါဖြင့်အလှဝတ္ထုကိုဘာလို့လွတ်စွန့်လူရမယ်ငါချက်တဲ့ဟင်းလို့လုံနေစရာအကြောင်းကောင်းမှအကြောင်းမှန်မှအကြောင်းပြည့်စုံမှဘယ်နှချက်ရှိသွားပြီလဲနံပါတ်5မိမိသူတစ်ပါးနှစ်ဦးသားမထိခိုက်စေပဲပေးလူရမယ်တဲ့ပြောအေးမနေ့ဖြာအလူ1000ပိတ်ထားတာဟေးဝက်ပြောင်ကြီးကျွေးမှာကွာအချိန်100လောက်ဆိုအဲ့အလူတွေဝက်ဟမ်10ကောင်လောက်တော့သွားပြီဟုတ်ကဲ့လားတန်ပေါက်ပွဲ1000กว่าကျက်ဘယ်နှကောင်သွားမလို့250သွားမယ်900မသွားဘူးနော်
ပေါင်တစ်ဖက်မှာတပွဲလေအဲ့တော့ပေါင်နှစ်ချောင်းကနှစ်ပွဲပေါ့ရင်အုပ်တစ်ဖက်ကတပွဲလေညီတို့ကလည်းငါလောက်တော့မတွက်တတ်ဘူးသဘောပါသလားကြည်ရောကျင်တတ်သလားအဲ့တော့ကိုယ့်လူကသူများကိုမထိခိုက်ဘူးလားသူများတွေပင်ပန်းခြင်းဆင်းရဲခြင်းသူများအသက်သတ်ပြီးမှကိုယ့်အလူလုံးမယ်ဆိုရင်ဒါသူများကိုထိခိုက်တဲ့အလူမဖြစ်ဘူးလားအဲ့တော့သူများတော့မထိခိုက်ပါဘူးငါလူကျင်တာနဲ့လေငါဟိုလူနာပဆံဆွဲဒီလူနာပဆံဆွဲအကျွေးတွေတင်ပြီးလူအလူလည်းမပြီးသေးဘူးစိတ်ကပူနေပြီဟမ်အဲ့ဆိုအဲ့အလူအောင်လွတ်လွတ်ကင်းကင်းဟောရလားကိုယ်တိုင်လဲပူနေရတယ်ရှင်းလားမင်္ဂလာဆောင်လုပ်လဲနေတို့ဟာကခေါ်ပြီးတော့ကြွေးတာတတ်တတ်ရကျင်တာများများဆိုတော့အလှမင်္ဂလာဆောင်လဲအရှုံးမြတ်အတွက်အလှလုပ်လဲအရှုံးမြတ်အတွက်ဆိုတော့နေတို့ကလူကလေးကရင်ကိုယ်တိုင်ရောချမ်းသာသလားချမ်းသာပါဘူးသူတစ်ပါးအတွက်ကောချမ်းသာပါဘူးအဲ့တော့မိမိသူတစ်ပါးနှစ်ဦးသားထိကြိုက်ပြီဆိုရင်အကျိုးပေးလာတဲ့အခါလဲကိုရတဲ့ပစ္စည်းဟာအမြဲတမ်းရန်သူမျိုး၅ပါးရဲ့ဖြစ်စည်းခြင်းကိုခံရတယ်မိမိကသူတစ်ပါးကနှစ်ဦးသားမထိကြိုက်စေတဲ့အလူဆိုရင်ကိုပစ္စည်းကိုဘယ်သူတဦးတယောက်ကမှနှောက်ယှက်ဖြစ်စည်းခြင်းကမစွမ်းနိုင်ဘူးတဲ့ကုံပြောမေ့လျော့လို့ကြကြံခဲ့တဲ့ပစ္စည်းတောင်ပြန်ရတယ်ကိုယ်ထံပြန်ရောက်လာရှင်းမလားအဲ့တော့အလှလို့ရင်သူများကိုလည်းမထိခိုက်စေနဲ့ကိုယ်ကိုလည်းမထိခိုက်စေနဲ့ဟုတ်ပြီလားဟဲ့အဲ့တော့ဆွမ်းလောင်းအသိကြီးအနေနဲ့တန်ခါရဏဆွမ်းနေလောင်းပြီးတော့ကုသိုလ်ကောင်းမှုတွေမလုပ်ကြဘူးလားလုပ်ရင်ဒီလိုသူယုံမှာအလှမဖြစ်အောင်ကြိုးစားဖို့လိုအပ်မလိုအပ်သူယုံမှာတို့ဒီတစ်မယုံမသေးပေးလို့တယ်နှစ်မျက်နှိုးမှုမရှိပဲပေးလို့တယ်နံပါတ်3ကိုယ်ဒီလက်ရောက်မလူဘူးနံပါတ်4ပြတ်တောင်းလူတယ်နံပါတ်5ယုံကြည်မှုမရှိပဲနင်တို့မမေးတော့ဘူးမေးလဲအိုးနှင်းခွက်နှင်းဖြစ်နေမှာနော်အဲ့ဒါကမသူတော်တို့ရဲ့အလူခုသူတော်ကောင်းရဲ့အလူဘယ်နှချက်လဲ1ဩသာဓုနော်အလူကိုယုံကြည်စွာပေးလူပါအဲ့တော့ဒါနသည်ဒါနအကျိုးရှိမရှိရှိပါပါဗျာသီလသည်သီလအကျိုးရှိမရှိရှိပါပါကိုပြုတဲ့ကောင်းမှုပေါ်မှာယုံကြည်မှုရှိရမယ်ဒါပစ္စည်းဥစ္စာချမ်းသာဖို့ရဒါနမျိုးစိတ်မပါဘဲနဲ့ဥစ္စာချမ်းသာခြင်းဆိုတာမရှိဘူးအဲ့တော့ခင်ဗျားတို့ကျုပ်တို့မှာနော်ဘဝအတွက်အရင်နည်းက3မျိုးရှိတယ်ကံရဲ့ဉာဏ်ရဲ့ဝရိယရဲ့ပြန်ပြောအခုဘဝအကျိုးပေးနေတာတွေကကံနော်ကောင်းသူနဲ့လည်းတွေ့ရင်တွေ့မယ်မကောင်းသူကြတယ်ပစ္စည်းဥစ္စာပြည့်စုံရင်လည်းပြည့်စုံမယ်မပြည့်စုံရင်လည်းမပြည့်စုံရှင်းတယ်နော်အဲ့ဒါတွေကဘာလဲအဲ့တော့အတိတ်ကျိုးရဲ့ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေပြစ္ဆုတ်ပံမှာကောင်းအောင်လုပ်လို့ရမရပြစ္ဆုတ်ပံမှာဘာနဲ့လုပ်ဉာဏ်နဲ့ဝရိယပြန်ပြောဉာဏ်ဆိုတာအကောင်းဆိုအမှန်မှန်ပိုင်းခြားသိရသိပင်သိညာတော့လေသိတဲ့အတိုင်းထားရမလားသိတဲ့အတိုင်းကောင်းအောင်အားထုတ်ရမလားငါသိပါတယ်ကွာဆိုပြီးဘာမှမလုပ်ရင်ဘာမှဖြစ်လာစရာအကြောင်းအဲ့တော့ဉာဏ်ကောင်းနေုံသက်နဲ့ဘယ်သူပါရမလဲဝရိယဆိုတာအာကုသို့မဖြစ်အောင်အားထုတ်ရမယ်ပြောကိုလုပ်တဲ့ကုသိုလ်မှာအကျိုးပေးရုပ်ရော့သွားမဲ့အနှောက်အယှက်ဖြစ်စေမဲ့အကုသိုလ်ကံမျိုးလုံးမပါရဘူးဆိုတဲ့ဝရိယစိုက်ထုတ်ထားကုသိုလ်လုပ်နေတဲ့အချိန်မှာကုသိုလ်စိတ်တွေပဲဖြစ်နေရမယ်အကုသိုလ်စိတ်မဖြစ်စေရဘူးအဲ့တော့ကုသိုလ်လုပ်နေတဲ့အချိန်မှာကာယကံကောဝစီကံကောမနောကံကောအထုစင်ကြအောင်လုံလဝရိယထိမ့်ဖို့လိုအပ်မလို့တခါလုံလဝရိယနဲ့ယုံကြည်မှုတရားထက်သန်နေရမယ်ယုံကြည်လုပ်နေရမယ်အလှပေးနေတဲ့အခါမှာကောင်းလုပ်ကြနော်စင်ကြယ်လုပ်ကြနော်တို့အကျိုးပေးစင်ကြယ်အောင်နော်ကံအကျိုးပေးကံထက်မှဉာဏ်ထက်မှကံအစင်တန်းမြင့်တဲ့လူမှဉာဏ်အစင်တန်းမြင့်မှာဒီနေ့ဘုရားရှင်နဲ့တွေ့ရတယ်ဆိုတဲ့ဘုံကံတွေဟာအတိတ်ကကံကောင်းခဲ့တဲ့ပုဂ္ဂိုလ်တွေမို့လို့ခုခင်ဗျားတို့ကံတွေကခင်ဗျားတို့ကျုပ်တို့ကံတွေကနော်ဘုံမဲ့ကံမဲ့တွေဖြစ်နေတော့ဘုရားရှင်ကကျုပ်တို့ကိုမဆောင်ဘူးပြိဋိနိဗ္ဗာန်ဆံသွားတာနှစ်ပေါင်း2500ကျော်နေပြီ
အခုလိုခစ်ဆိုးခစ်ပြက်ခစ်ယုံမှာကိလေသာများတဲ့ခစ်မှာဘုရားသာသနာနဲ့တွေ့ရတာတွေ့ရတော့ခမည်းတော်ကျုပ်တို့မှာကံများကံမြင့်တဲ့လူတွေလားကံနှိမ့်နေတဲ့လူတွေသို့တော့ထိုက်တန်တဲ့သာသနာနဲ့တော့တွေ့ခွင့်ရမရကောင်းတော့လဲကောင်းနေတယ်အကောင်းကြီးတော့လဲဒါသတိပေးချင်တာကံဆိုးတဲ့လူတွေလားကံကောင်းနေတဲ့လူတွေကမင်းရင်ကံကောင်းတဲ့လူတွေကံကောင်းလို့ဘုရားသာသနာနဲ့တွေ့တာတွေ့ပြီတွေ့ကြတော့လဲခမည်းတော်ကအသုံးမချတတ်ရင်အသုံးချမလားတန်ဖိုးတိမအသုံးချမကျင်တတ်သလားအဲ့တော့ဉာဏ်ကသိနေပြီမဲ့ဝရိယမပိုင်ရင်အောင်မလားအဲ့တော့ယုံကြည်မှုတရားတရားရှိရမယ်နောက်ယိုယိုသေးသေးပေးလူရမယ်ကိုယ်စိတ်ကိုအမြဲတည်းထားမာမာနနဲ့ထောင်လွှမ်းမိပြီဆိုကြတဲ့မင်းအောက်တန်းကြတော့မယ်လို့မှတ်ထားရှင်းသလားတောင်းတောင်းစားလေးခွေးလေးရစနော်ပြစ်စလက်ကရော့လို့နိုင်တဲ့စီးနေလှုပ်လိုက်တာနဲ့မင်းဘဝများစွာတန်တရားမှာအနိုင်ကျင့်ခံရတော့မယ်လို့မှတ်ထားသူတကားရဲ့အထင်သေးအမြင်သေးခြင်းကိုအပေါင်းအသင်းချင်းချင်းခင်ဗျားတို့သတိထားခြင်းအသိမှာတချို့ကလေးတွေကြတော့ဘယ်သူမှမထီရဲဘူးမတို့ရဲဘူးမဆရဲဘူးကလေးချင်းချင်းကိုတချို့ကလေးကြတော့ဝိုင်းအနိုင်ကျင့်နေကြတယ်တွေ့ကြတဲ့စခြင်းနောက်ခြင်းအနိုင်ကျင့်ခြင်းသူကံတရားကဒီမှာမယုံမသိပြုတ်ခဲ့တဲ့ကံတရားရှိနေအဲ့တော့သူ့ကိုမထိမ်မဲ့မြင်ပြုတ်မဲ့လူများနေတယ်ရှင်းမလားရှင်းပါဗျာသဘောပေါက်သလားတချို့ကဥပရိကြည့်တာနဲ့မလုပ်ရဲဘူးအနာလည်းမကရဲဘူးပြောလည်းမပြောဘူးပြောကိုမပြောရဲတာဘာဖြစ်လို့လဲဆိုတော့သူကပြုတ်စဉ်ကယိုယိုသေးသေးပြုတ်ခဲ့တဲ့သူ့ကိုမယုံမသိပြုတ်နိုင်တဲ့လူကိုမရှိတာရှင်းမလားရှင်းပါဗျာသဘောပေါက်သလားဦးဇင်းတို့ဒီကံတရားတွေကိုငယ်ငယ်လေးကတည်းကခမဲတော်မေတော်တို့ရဲ့ကျေးဇူးကြောင့်တရားတွေသိနေရတော့ကိုယ့်ဘဝဝင်ခြင်းကိုယ့်အတိုင်းဝိုင်းကြားထဲမှာအမြဲတည်းထားကြည့်တယ်တချို့ဘုံကံမြင့်တဲ့လူတွေကြတော့သူ့ကြည့်လိုက်တာနဲ့လူတိုင်းကခင်ခြင်းနဲ့ချစ်ခြင်းနဲ့သူ့ကိုကာကွယ်ပေးခြင်းနဲ့စောင့်ရှောက်ပေးခြင်းနဲ့ဟောလိုက်တာတချို့ကြတွေ့တာနဲ့အနိုင်ကျင့်စနောက်ဟာမလုပ်ကြပါနဲ့ကွာမင်းတို့ဘလို့တောင်းမှလို့မရဘူးသဘောပါလားအဲ့တော့နံပါတ်1သူတော်ကောင်းလှူမှန်ရင်ဘယ်လိုလှူမလဲနံပါတ်3ကလျောက်လိုတဲ့ချိန်မရခြင်းဘူးလားလိုတဲ့ချိန်လိုတာမရခြင်းဘူးလားရခြင်းရင်လိုတဲ့ချိန်လိုတာလူလိုက်လျောက်ပတ်တဲ့ကာလမှာလျောက်ပတ်တဲ့အလူကိုလူရမယ်လိုတဲ့အချိန်လိုတာကိုလူတတ်ဖို့ကြိုးစားရမယ်နံပါတ်4အလူပစ္စည်းပေါ်မှာကန့်ညှိခြင်းမရှိရဘူးလူတယ်ဆိုတာရက်လွတ်စွန့်လူရတယ်သဘောပါသလားအဲ့လွတ်ကျွတ်စွန့်လူထားတဲ့ပုဂ္ဂိုလ်ကအကျိုးပေးလာပြီဆိုတော့လေဘယ်ပစ္စည်းပေါ်မှာမှကြောင်းကြတောင်းတစရာမလိုဘူးတဲ့လိုရင်အကုန်ဆင်သင့်ရှိသလိုနော်ပစ္စည်းဥစ္စာရုပ်ရော့သွားမှာပျက်စီးသွားမှာဘာတစ်ခုမှကြောင်းကြစရာမလိုဘူးအဲ့ဒါဘယ်လိုလူတော့လွတ်လူခဲ့လို့အလူဝတ္ထုပေါ်မှာတတ်မဲ့ခြင်းတွေ့တာခြင်းယူအဲ့တော့လွတ်လူတတ်ဖို့လဲလိုအပ်မလိုအပ်ဟုတ်ပြီနံပါတ်5မိမိသူတစ်ပါးနှစ်ဦးသာမထိကြိုက်အောင်ပေးလူရမယ်ကိုယ်လူကြောင့်သူတစ်ပါးလည်းမဆင်းရဲစေနဲ့ကိုယ်လည်းမဆင်းရဲစေသူတစ်ပါးလည်းအနောက်ရှက်မဖြစ်စေနဲ့အဲ့ဒါလေးကျုံလို့ပြောအောင်မယ်ကျုံလို့မော်ပြီးရန်ကုန်မှာနေတော့ကျောင်းရောက်တဲ့ချိန်ကအမတန်နဲပါတယ်၄-၅ရက်ပေါ့အလွန်ဆုံးရှိရင်ကြံတွင်းတို့ဘာလို့လောက်ဒါပေမဲ့အဲ့ဒီဒေသမှာဘာလဲဆိုတော့သူတို့ delay တစ်ခုရှိတယ်မင်္ဂလာဆောင်လဲအတန်ချက်ဆက်ဖွင့်9ရက်9လအာသုဘလဲအတန်ချက်ဆက်ဖွင့်အလှပေးလဲအတန်ချက်ဆက်ဖွင့်နကနာပေးလဲအတန်ချက်ဆက်ဖွင့်လော်စပီကာကြီးနဲ့နေရောညအောင်မအိပ်ဘူးဆိုတော့အဲ့ဒီမှာအတန်ချက်ဆက်တန်ဆဲတဲ့နေ့ဆိုတော့မရှိသလောက်ပဲမော်ပြီးမှာအဲ့ကျုပ်ကလည်းအဲ့လိုဒေသလေးထည့်ပြောတယ်ပြောရင်သူတို့ဒေသကိုပုတ်ခတ်တယ်ရှုံချတယ်ပေါ့ဗျာဟိုတခါတော့ဗုဒ္ဓဘာသာတွေနေတဲ့နေရာတွေအစင်မပြေလို့ဆိုပြီးတော့ပြည်နယ်တစ်ခုပြောတော့အဲ့ဒီပြည်နယ်အကျုပ်ကိုရှုံချတယ်တဲ့ဒီဘုန်းကြီးကငါတို့ပြည်နယ်ကိုဟိုပုတ်ခတ်ရှုံချတဲ့ဘုန်းကြီးဆိုအခုတရားဆွဲထားတဲ့ကျုပ်ကိုမကြခင်ပိတ်တော့မှတင်နေနော်အဲ့တော့အဲ့လိုစေတနာဇိုးနဲ့ပြောတာမဟုတ်ဘူးပြုပြင်စေခြင်းလို့ပြောတာအခုမြန်မာနိုင်ငံမှာဒလိထုံးစံရှိတယ်အတန်ချက်ဆက်ကြီးတွေ9ညသူတို့စက်တွေကိုကြည့်လိုက်ရင်အမလီဟိုး900အမလီငါစက်ကဘဏ္ဍတိုင်ရကြားဒါဟိုဂုံလုံးနေကြတယ်ဂုံပြောဦးဇင်းတို့ကတရားကိုဖွင့်တာတောင်ဘေးကကြိုက်မကြိုက်အကုန်စီစစ်တယ်သူကြားတဲ့နေရာတွေလိုက်ပြီးတောင်းပန်တယ်အခုညမနေ့4 နာရီကိုငါဒါလေးဖွင့်ရမယ်မင်းတို့
အစဉ်ပြေးရလားမပြေးဘူးလားမပြေးရင်ကိုယောဂီတွေကိုကြောင်းကြောင်းဆောင်တိုင်းကိုဆောင်းပေါက်လိုက်တတ်မယ်ရှင်းလားငါကတရားအလုပ်လုပ်နေတာပဲဆိုပြီးတော့ငါလှုပ်ချင်လှုပ်လို့မရဘူးသူများအနောက်ရှက်ဖြစ်နေလားကြည့်အောင်ဘုရားဦးဇင်းတို့ငယ်ငယ်တုန်းကကြုံမှုတယ်အဲ့ပဋ္ဌာန်းဒေသနာတွေရွတ်နေတော့တရားတရားရှိတဲ့လူကတော့နောက်ကနေပစ္စည်းနာပစ္စည်းရောလိုက်ရွတ်အစဉ်ပြေနေပြီမဲ့အတန်မဆဲပဋ္ဌာန်းပဲကြောင့်အိတ်မပြောလို့ဆိုပြီးထဆဲနေတဲ့လူတွေတပုံကြီးပဲဆဲတဲ့လူအပြစ်မဟုတ်ဘူးသူတို့ကအသိဉာဏ်နဲလို့ကိုဒီဘဝရောက်နေတာအသိဉာဏ်များတဲ့လူတွေကအာကုသို့မဖြစ်အောင်တတိထားဆင်ကျင်ရမယ်ရှောင်ကျင်ရမယ်သဘောပါလားကြည်ရောကျင်တတ်သလားငါကုသို့လုပ်နေတာပဲငါကောင်းတာလုပ်နေတာပဲဆိုပြီးနိုင်တဲ့စီးနေလုပ်လို့မရဘူးသူများလည်းအနောက်ရှက်မဖြစ်စေနဲ့ကိုယ်လည်းအနောက်ရှက်ဖြစ်စေနဲ့ဦးဇင်းတော့ဒီလိုခံယူထားတယ်သဘောပါလားအဲ့တော့ခုနှစ်ကြားရှစ်ကြားမဟုတ်ဘူးခုနှစ်ရွာကြွား800ကြားဆိုတော့ဒီနာလူတွေနားမခံနိုင်တော့လူမမရှိရင်ရှိနေမယ်စိတ်အစဉ်မပြေတဲ့လူရှိရင်ရှိမယ်လူတိုင်းအစဉ်ပြေနေတာမဟုတ်ဘူးအခက်မသိလို့ထဆဲတော့အကုသိုလ်တွေဖြစ်ကုန်အောင်ရှင်းသလားအဲ့တော့အားလုံးဒါတွေဟာဒီနောက်ဆုံးအချက်ကလေးဟာသိအရေးကြီးပါတယ်တို့အဆင့်တန်းမြင့်မားတဲ့ဒီမိုကရေစီတိုင်းပြည်ကြီးဖြစ်သွားခြင်းရင်အဲ့ဒီအချက်ကမိမိကိုယ်ကိုလည်းတန်ဖိုးထားရမယ်သူတို့ဘာကိုလည်းတန်ဖိုးထားကိုယ်အခွင့်အရေးကိုလည်းလေးစားရမယ်သူတို့ဘာအခွင့်အရေးကိုလည်းလေးစားအဲ့ဒီအချက်မပြည့်စုံမဲ့ခင်ဗျားတို့မြင့်မြတ်တဲ့တိုင်းပြည်ထူထောင်လို့မရအခုကဘသူသေးသေးငတ်တီမာပြီးရောနဲ့ငါတကောကောသွားတဲ့လူတွေကြောင့်တိုင်းပြည်ပြက်ခက်ပြီးပြီအဲ့တော့ဒီအရှိဒီအချက်တွေပြည့်စုံအောင်ကြိုးစားဖို့လိုအပ်မလို့ဒါဖြင့်သတိထားပညာနဲ့ကြည်သတိထားဘသူကိုဘသူကြည့်ရမလဲသူများလိုက်ဝေဖန်မို့လားကိုကိုဝေဖန်မို့လားကိုဝေဖန်ပြီးတော့အမှားကင်းအောင်လုပ်ရမယ်ဘာကင်းအောင်အခုခင်ဗျားတို့မျိုးစုံသောဘေးဒုက္ခအန္တရာယ်မျိုးစုံမကြုံအောင်လားအခုတောင်တရားပွဲကြီးလုပ်တာတောင်မှဟိုနေရာနဲ့ဒီနေရာကတုတ်ကရက်ပြေးကြအောင်ရွှေ့ကြအောင်ဆိုတာပရိသတ်ရဲ့3ပုံ1ပုံတောင်ဒီမရောက်ဘူးပြန်တဲ့လူတွေမနာမကြားပဲပြန်သွားတယ်မရှိဘူးလားအေးအဲ့ဒီလူတွေဖြစ်ရတာဘာဖြစ်လို့တော့မေးကြတော့တန်တရားကမှားခဲ့လို့ဒါပြောချင်တာဘာဖြစ်လဲတန်တရားမှားခဲ့လို့တကယ်လို့သာခင်ဗျားတို့ကျုပ်တို့ကအကြောင်းစင်ကြယ်ခဲ့တဲ့လူဆိုရင်အဲ့ဒီလေနတ်သားကျုပ်တို့နားကိုကွင်းပြီးတိုက်ရမယ်မိုးနတ်သားကကျုပ်တို့နေအလုံးလုံးမဲ့နေရာကိုကွင်းနေရမယ်ဦးဇင်းတို့ကြုံမှုတဲ့ရွာတွေမှာတရားစခန်းပေးတော့အခုလိုပဲလေပြင်းမုန်တိုင်းကြီးကြွာလာတယ်ဒီလိုနေရာဒီပဲအဲ့တော့မိုးတွေလေတွေလာနေပြီတဲ့တရားစခန်းဦးဇင်းကယောဂီတွေကိုရက်ကမ္မထမ်းပေးထားတယ်အဲ့ရက်ကမ္မထမ်းချိန်ရောက်နေတော့ဦးဇင်းလေးကလာတယ်ရှင်ပြအချိန်ရွှေ့လိုက်မလားဘာကိစ္စနဲ့ရွှေ့မလဲမိုးတွေလေနေတာအဲ့လေတိုက်တာသူ့လို့တရားထိုင်တာငါတို့လို့ဦးဇင်းတို့တောစခန်းဆိုတာဘာမှမရှိဘူးမြေကြီးပေါ်မှာအိမ်မြေကြီးပေါ်မှာစားမြေကြီးပေါ်မှာထရွက်ကလေးမိုးပြီးတရားစခန်းလောက်ရတာလူ400ကျော်ရှိအဲ့တော့ဟိုလူ400ကျော်ဘာလို့မှမသိဘူးတောင်ပြည့်ရမယ်ကြောက်ပြည့်ရမလားလာမောင်းခေါက်အကုန်ဝင်ခိုင်းဒီတရွက်တဲ့မင်းတို့တရားကိုယုံလားလို့မေးယုံနေတယ်ကျုပ်ကိုယုံလားလို့ဆိုယုံတာပေါ့လေယုံလို့အရှင်ဘုရားဆရာတင်ထားတာကျုပ်က3ဝါပဲရှိသေးတယ်သေးကြလားလို့သေးကြတဲ့သေးကြရင်အားထုတ်မယ်အဲ့ဒီလေဒီငါတို့ကိုသေအောင်တတ်ချင်တတ်ပါစေဒီလေထဲမှာငါတို့သေသွားမယ်ဆိုလဲအသေးခံမယ်တရားအလုပ်အပြတ်မခံဘူးကဲမင်းတို့လုံမလားလုံမယ်လေလုံချအားလုံးမတတ်ရဆိုရက်ပြီးတော့ပတ်ဝန်းကျင်တစ်ခုလုံးလေဝေချမ်းမွေသွားတယ်ကျောင်းကိုလေတစ်ချက်မှမတုပ်ဟောသူတို့နဲ့ကျုံနဲ့ပေါင်းပြီးစင်ကြယ်ခဲ့တာဟုတ်ဗျခင်ဗျားတို့နဲ့ကျုံနဲ့ပေါင်းတော့သဘောပါသလားလက်တွေ့ဦးဇင်းတို့ကဒါမို့လို့တရားပွဲသီလပေးပြီးပြည့်တယ်ဆိုတာသိရှာတယ်အဲ့တော့အကြောင်းတရားနဲ့အကျိုးတရားအဲ့တော့အကြောင်းအကျိုးတွေကိုအခုဆင်ခြင်ပြီးတော့ဘသူကိုဘသူဆင်ခြင်ပါလဲသူ့ကြောင့်ငါကြောင့်လက်ညှိုးထိုးမှလားကို့အကြောင်းကိုသိရမှာဘာကင်းအောင်လုပ်အမှားကင်းအောင်လုပ်ဘာလုပ်မလဲဘယ်ရောက်မလို့အမှားကင်းရင်ဘုခင်ဗျားတို့မှားနေလို့တန်တရားကျင့်သလားဒါဖြင့်သတိထားဝရိယဆိုင်ပညာနဲ့ကြည့်ကိုကြည့်လိုက်တော့တကယ်ရှိတာယုတ်တရားနဲ့အဲယုံနာနှစ်ပါးဟာကိုပိုင်သလားမပိုင်ဘူးလားမြဲသလားမမြဲဘူးလားတနေ့တခြားပြိုလာသလားအိုလာသလားရပ်ထားလို့တောက်ပန်လို့ဒါဖြင့်အိုရတဲ့ခန္ဓာသည်အိုမြဲအိုနေတော့ဒီအိုနေ့စဉ်အိုနေတဲ့ခန္ဓာကိုအသုံးမချနိုင်ရင်
မြတ်မလားရှုံးမလားရှုံးပါဗျာအခုခင်ဗျားတို့ဘာဘဝရောက်လဲလူဘဝသာသနာပါလားသာသနာတွင်းလားဒီတဲ့ကောင်းတဲ့အချိန်တော့ဒီချိန်လေးမှာသာသနာတွင်းသားပိတအောင်ရှင်းသလားဒါဖြင့်တကယ်ရှိတာယုတ်တရားနဲ့ယုတ်နာတစ်ပါးစီမြဲသောတရားလားမမြဲသောတရားလားအားလုံးကဖြစ်ပြီးရင်ကဲဖြစ်ပြီးပြက်တာပါသစ္စာသိတဲ့ဉာဏ်ကသိတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲအေးကဲသစ္စာ၄ချက်တပြိုင်တည်းကြိုက်မှသာလျင်တန်တရားဝတ်တွဲမှလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမိတ်မလျော့မပေါ့ဆသောတတိမလျှော့သောဇွဲလုံးလဝရိယကိုလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ကြခင်ဒီတန်တရာကကျွတ်လွတ်ထွက်မြောက်နိုင်အောင်မမိတ်မလျော့ကြိုးစားကြပါစို့လို့တိုက်တွန်းရင်းနဲ့နာကြစို့